မြတ်စွာဘုရားမပွင့်ခင်ကဘုရားတရဏံကိစ္စမိဆိုတာရှိလားရှိပါဘူးဗျာမရှိသေးဘူးဘုရားရှင်ကိုယ်တော်မြတ်ကြီးပွင့်တော်မူတော့မှနတ်မြမာတွေကနေစသိတာလူသားတွေတယောက်မှဘုရားပွင့်တယ်ဆိုတာကိုမသိသေးဘူးနောက်ကနေလိုက်ပြီးပြုစုပါတယ်ဆိုတဲ့ပိဿဝဂ္ဂီ၅ဦးတောင်မှဘုရားဖြစ်ပြီးဆိုတာမယုံဘူးတဲ့သဘောပေါက်လားမှန်ပါဗျာအဲ့ဒီတော့နတ်မြမာတွေကအစစတင်ပြီးတော့ဘုရားရှင်စေဧကံဖြစ်ပြီးယောဂီတော်ကြောက်ွယ်ကုန်ယူတော့အထက်ဘဝရောက်အောင်ယောဂီတော်ဒီကုန်ယူသွားတော့နတ်ဒီမြမာတွေကနေအရင်စသိတယ်ဒါကြောင့်ယောဂီတော်ကြောက်ွယ်နဲ့ကုန်ယူနေတဲ့ဘုရားရှင်ကြီးကိုပြောရတော့ဘုရားတရဏံကိစ္ဆာမိဆိုတာဖြစ်ခဲ့ရတယ်တရားဟောသည်လားဟောပါဗျာတရားမဟောသေးဘူးနောက်ကြမှာနတ်မင်းကြီးတွေမြမမင်းကြီးတွေတဏ္ဍပတိမြမမင်းတို့ဂတိကမြမမင်းကြီးတို့ကနေကြောက်ကြတော့မှဟောကြားမယ်ဆိုပြန်တော့လေလူပေါင်းလောကကလူသားဆိုတာတက်သိရှိမှဖြစ်မှာနတ်မြမတွေဟောကြားလို့နတ်မြမတွေကလူတွေကမြင်ရပါမလားမြင်ရပါဘူးဗျာအဲ့ဒီတော့လူသားသိစိတ်တွေကိုဟောမှဖြစ်မယ်ဆိုပြီးတော့ဘယ်သူတွေကိုဟောရပါမလဲလို့ကြည့်လိုက်တော့ပိဿဝဂ္ဂီ၅ဦးပဲငါ့ကိုအပိမံကံအနန္တကံပြီး6နှစ်တာကာလပတ်လုံးလာရောက်ပြီးပြုစုပေးတာသူတို့ကိုပဲအရင်ဟောကြားရမယ်ဆိုပြီးတော့တရားတော်မြတ်ကိုနော်မဟုတ်ဘူးလားဟုတ်ပါဗျာအဲ့တော့ပိဿဝဂ္ဂီ၅ဦးကတွန့်ပြီးတော့ထွက်သွားတာကိုနောက်ကလိုက်ပြီးတော့နော်ငါဘုရားဖြစ်ပါပြီကွာဆိုတာတောင်မယုံနဲ့နောက်ခိုင်းနေတဲ့ပိဿဝဂ္ဂီ၅ဦးကိုနော်ဓမ္မစကြာတရားဦးစတင်ပြီးတော့ဟောကြားတော်မူတာအဲ့တော့နောက်ခိုင်းပြီးတော့ဘုရားဟောတဲ့တရားကိုကြားကြအောင်မကြားကြအောင်နေဆောင်းပြီးတော့မသိကြအောင်ဆောင်းပြီးနောက်ခိုင်းနေတဲ့သူတွေကသောတာပန်သရဂံအနာဂံဒီမတိခွဲနဲ့တိတိကျကျယူစီလေးစားပြီးတော့နော်နာကြားနေတဲ့နတ်မြမာတွေကစတင်ပြီးသောတာပန်သရဂံအနာဂံဒီဖြစ်ကုန်ကြတယ်နောက်ခိုင်းကြမှာပိဿဝဂ္ဂီ၅ဦးတွေကကုဏိယမတိကနေပြီးတော့သူကလေယိုးတစ်ချောင်းနဲ့ထောင်ပြီးတော့ဘုရားရှင်စေဧကံဖြစ်မယ်လို့ဟောခဲ့တာကိုအဲ့ဒီတော့မှအခုလာရောက်ပြီးတော့ငါတို့ကိုဟောနေတဲ့တရားကိုဘုရားကတခါမှမကြားဘူးအခုမှအာရပါရလာပြီးဟောနေတာထူးခြားတယ်ဆိုပြီးတော့ဘုရားပဲလှည့်ပြီးတော့ကြည့်လိုက်တော့မှဘုရားရဲ့ခန္ဓာကိုယ်ကယောဂီတော်၆သွယ်လွတ်ပြီးတော့ကြည်နူးွယ်ရနော်အာဟုဝေယအတွင်ကိုမြင်လိုက်တော့မှကုဏိယမတိကစတင်ပြီးလက်ဥကြည့်ခဲ့တာသဘောပေါက်လားမှန်ပါဗျာဒါပေမဲ့ကုဏိယမတိကလည်းသောတာပန်မတိသေးဘူးအဲ့တော့ဆက်ပြီးဟောရင်နဲ့လောဘကြီးကြော့လားဒေါသကြီးကြော့လားမမာနကြီးကြော့လားအဘိဓါပြပါဒဣဒ္ဓမေသရိယတွေတပြေးပြေးပဲခွာပြီးတော့ကင်းစင်လာတော့မှကုဏိယမတိကငါရဲ့ရင်ထဲအသေးသေးမှာအလိုလိုပြောင်းလဲလာတယ်မဖြစ်စဘူးနော်ထူးထူးတဲ့ပြစ်ပေါ်ခံစားရတယ်သူပြီးတော့နော်သူ့ကိုယ်သူပြန်လဲစမ်းစစ်လိုက်တဲ့အခါမှာနော်ပထမဦးဆုံးသောတာပန်တည်သွားတယ်အဲ့ဒီတော့မှသောတာပန်ဆိုတာတရားတော်မြတ်ရဲ့ဂုဏ်တော်ကြီးလို့ကြောင့်တည်ရတာဒါကြောင့်နတ်မြမာဒီမှာလဲသောတာပန်သရဂံအနာဂံဒီလဲတည်ရောနတ်မြမာဒီကပဲနော်ဒုတိယအကျိဓမ္မတရဏံကိစ္ဆာမိဆိုပြီးတော့ပူဇော်ကြတာလူသားတွေထဲမှာပိဿဝဂ္ဂီ၅ဦးပဲပါသေးတယ်ဘောပါလားမှန်ပါဗျာနောက်ဆက်ဟောရင်နဲ့ကုဏိယမတိပဲပထမဦးဆုံးအာသဝကုန်ခံလို့ယဟန္တာစင်စစ်မဖြစ်ဘူးလားမှန်ပါဗျာအဲ့ဒီတော့မှနတ်မြမာတွေကနေပြီးတော့တန်ခါတော်ဆိုတဲ့အသွင်ဆံကိုမြင်ပါအဲ့ဒီတော့ယဟန္တာစင်စစ်ဧကံဖြစ်လိုက်တော့မြတ်စွာဘုရားကကုဏိယကိုဒီတိုင်းလူဝိလူသားနဲ့ထားလိုက်ရင်အသက်ရှိပါမလားလို့သတ္တယုဒဉာဏ်တော်နဲ့ကြည့်လိုက်တော့လူဝိလူသားနဲ့ဆိုရင်အသက်မရှိနိုင်ဘူးယဟန်အဖြစ်ပေးမှအဲ့တော့ယဟန်အဖြစ်ကိုမြတ်စွာဘုရားကလက်တော်ကိုတန်းပြီးအေဟိဘိက္ခုဖြစ်သားလာလေတဲ့နော်တဲ့ဆိုရင်ယတနာ၃ပါးပြည့်စုံပြီးဘုရားယတနာတရားယတနာသံဃာယတနာပြည့်စုံပြီးဖြစ်သည့်အတွက်တန်ခါအပြည့်နဲ့ငါဘုရားရဲ့သာသနာတော်ကိုအကျိုးဆောင်ပါဆိုပြီးအေဟိဘိက္ခုခေါ်လိုက်တော့မှကုဏိယမတိ
ကတုံးကလည်းတုံးပြီးသားမုတ်စိတ်ရှင်တွေလည်းရိပ်ပြီးသားသင်္ကန်းကလည်းဝစ်ပြီးသားနဲ့ပရိသေယ7ပါးအစဉ်သင်းနဲ့ဘုရားရှိမှာဒုဒလက်ဥတီအားလေးပေါ်ပေါက်လာတယ်အဲ့ဒီတော့မှနတ်မြမာတွေတခါတည်းအံအားသိမ့်ပြီးတော့တန်ခမ်းကရဏံကိစ္ဆာမိတဲ့အဲ့ဒီလိုယတနာ3ပါးစုံမှဗုဒ္ဓဘာသာဆိုတာပေါ်ပေါက်တာသာသနာတော်ဆိုတာပေါ်ပေါက်တာသဘောပေါက်လားအဲ့တော့ဗုဒ္ဓဘာသာအစတရဏဂုံမှာစခဲ့တာအဲ့ဒီတော့နောက်ပိုင်းမှာမြတ်စွာဘုရားရဲ့တရားတော်ဒီကြီးညိုလေးစားလာတဲ့လူတိုင်းကမြတ်စွာဘုရားကအပြည့်တတ်မှတ်ပါဘုရားနော်ဒါယကမအပြည့်တတ်မှတ်ပါဘုရားလို့မလျှောက်ထားကြဘူးလားလျှောက်ထားတဲ့အခါကျတော့မြတ်စွာဘုရားကတရဏဂုံ3ပါးမပေးဘူးလားအဲ့တော့ဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိတို့မပေးဘူးလားကဲဒီချိန်နဲ့တောင်သိမကြလို့ဒုတိယံပိတတိယံပိဆို3ချိန်မပေးဘူးလားပေးပြီးရင်ဘုရားရှင်ကြီးကဘာပြောလဲအမှားရီနာအမှားရီကအဲ့ဒါပြောတာတော့အဲ့တော့ဘုရားကြီးဟူသောယတနာတရားကြီးဟူသောယတနာသံဃာကြီးဟူသောယတနာကိုမမေ့ပါနဲ့နောက်ပြီးတော့ယုံကြည်မှုလေးစားမှုအားကိုးမှုလည်းရော့မသွားပါနဲ့နောက်ပြီးတော့တန်ဖိုးမရှိဘူးရဲ့လို့လည်းပေါ့ပေါ့တန်တန်နဲ့မထားပါနဲ့တဲ့လေးလေးနက်နက်ထားပါတဲ့နောက်ပြီးတော့မယုံမကြည်နဲ့လည်းဆမကြည်နဲ့တဲ့အကျိုးမှပြီးမလားဆိုပြီးတော့ဆမကြည်နဲ့တဲ့အဲ့တော့မမေ့မရော့မပေါ်မထနေတိုင်းရုပ်ပါနေတိုင်းပွားများပါလို့မပြောခဲ့ဘူးလားအဲ့တော့ဗုဒ္ဓဘာသာဝင်တွေကဘာပြောလဲအာမအဲ့ဒါဘာပြောတာတော့မကဘုရားတဲ့ဥပ္ပါဘုရားတဲ့အရှင်ဘုရားပြောသည့်အတိုင်းမမေ့မလျော့မပေါ်တာနေတိုင်းရုပ်ပါမယ်နေတိုင်းသတိရပါမယ်နေတိုင်းလေးလေးနဲ့နဲ့ထားပါမယ်လို့ဂတိပေးတာမဟုတ်ဘူးလားကဲဒါဆိုရင်ဘုံဘုံမေးကြည့်အောင်မယ်ဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဆိုရင်တစ်ခေါက်အဲ့တော့တနေ့ကိုဗုဒ္ဓဘာသာဝင်တိုင်းတနေ့ကိုအဲ့ဒီ၃ကြောင်းတစ်ခေါက်သေးဝေကိုအသက်တနေ့ပြည့်သွားရင်ဘယ်နှခေါက်ဆိုပြီးသားဖြစ်မလဲ365ခေါက်ဆိုပြီးသားဖြစ်အဲ့တော့သာဓုသမီးတို့အခုဗုဒ္ဓဘာသာဝင်တိုင်းကိုဘုံဘုံမေးခြင်းနဲ့အာမဗန္ဒီပါဘုရားဆိုလို့ဗုဒ္ဓဘာသာဖြစ်တာဗုဒ္ဓဘာသာဝင်ဖြစ်သွားတာအဲ့ဒီအာမဗန္ဒီပါဘုရားဆိုပြီးဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့ပြီးတော့အခုအသက်တနေ့ကြီးတိုင်းဘယ်နှခေါက်ယုံနေတယ်လဲခေါက်တောင်မယုံမိပဲနဲ့အသက်ကြီးသွားတာအဲ့တော့ဂရိတာတည်သလားဂရိသစ္စာမတည်တော့လွယ်ရက်တစ်ပင်နေဆေးသက်မဝင်တော့ဘူးဆေးသက်မဝင်ပဲနဲ့သားသမျှဘေးပြစ်ကုန်ပြီဟိုဟာသားလို့စီးရိုးပြစ်တယ်ဟိုဟာနဲ့ဟိုဟာသားလို့သွေးကြိုးတယ်ဟိုဟာနဲ့ဟိုဟာသားလို့အသေးယောဂပြစ်တယ်ကြောက်ကယောဂပြစ်တယ်အာအစာအိယောဂတွေတဲ့အဲ့တော့အသာအသောက်ကြောင့်ကြီးပဲရောအရာတွေအကုန်ပြစ်ကုန်တယ်ဘေးပြစ်ကုန်တာပေါ့သဘောပေါက်လားအဲ့တော့ဗုဒ္ဓဘာသာဝင်တိုင်းဒီဘာကြည့်ရမလဲမေဖို့သိသလားမေးလိုက်တော့မသိမှာဘူးဘုရားတဲ့မေးတဲ့တာဘယ်နှစ်ရှိပဲလဲအခု10နှစ်ရှိတဲ့လူကိုမေးရင်တော့တစ်နှစ်စာရုပ်ပြီးပလားလို့365ခေါက်ဒါမှမဟုတ်လို့ရှိရင်ပဋိသတ်က108ခေါက်ကလေးတောင်300မလုံးနဲ့108ခေါက်ကလေးတောင်ရုပ်ပြီးပြီလားမရုပ်ပြီးပဲနဲ့လေနော်မရုပ်ပြပဲနဲ့အသက်ကြီးလာကြရတာသဘောပေါက်လားအဲ့ဒီတော့မြတ်စွာဘုရားကတရဏဆိုတဲ့ဂုဏ်ကျေးဇူးနဲ့ပြည့်စုံလို့တရဏဂုံတရဏဂုံလို့ခေါ်တာအဲ့တော့တရဏဆိုတာဘာလဲအကျိုးပေးအကြီးမားဆုံးနော်ဘေးအန္တရာယ်တွေကိုအကာအကွယ်ပေးနိုင်ဆုံးဘုရားနာမန္တမြအကုန်ပြည့်စုံဆုံးပြီးတော့သူများထုပါလို့မရတဲ့ဘုံကံပညာဉာဏ်ပညာအသွမ်းတတ္တိအထက်ဆုံးအဲ့ဒီလိုဂုဏ်အင်္ဂါတွေနဲ့ပြည့်စုံလို့တရဏလို့ခေါ်တာသဘောပေါက်လားတရဏဘယ်နှပါးရှိလဲ3ပါးဘုရားတရားသံဃာအဲ့
ဒီတော့ယရနာထိုက်တာပြည့်စုံအတွက်ဘုရားယရနာတရားယရနာတန်ခါယရနာလို့ဘုရားမဟုတ်ဘူးလားဟုတ်ပါရဲ့ဗျာအဲ့ဒီတော့မြတ်စွာဘုရားကလူသားတွေရှင်းသွားအောင်နောက်ပြီးတော့ယဟန်တန်ဃာတွေလည်းရှင်းသွားအောင်ဘုဒ္ဓံကရဏံကိသာမိဆိုတာဘုရားယရနာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုမြတ်စွာဘုရားတစ်ခါတည်းဟောကြားခဲ့ပြီးတော့တရားတော်မြတ်တဲ့ဂုဏ်တော်ကျေးဇူးတော်တွေကြောင့်သောတာပန်တဂံအနာဂံမေယံပူညာနေမဟုတ်ဘူးလားဟုတ်ပါဘူးဗျာနောက်ကတန်ခါတော်တို့ရဲ့ဂုဏ်တော်ကျေးဇူးတော်တွေမဟုတ်ဘူးလားဟုတ်ပါဘူးဗျာဟောကြားပြီးတော့လူကြီးမှာလည်းယရနာပေါင်းစုံကြည့်တယ်ခြေသားခြေသမီးတို့နတ်ကြီးမှာလည်းယရနာပေါင်းစုံကြည့်တယ်ခြေသားခြေသမီးတို့မြမကြီးမှာလည်းယရနာပေါင်းစုံကြည့်တယ်နဂါးကြီးမှာလည်းဂလုံတို့ကြီးမှာလည်းဘလူးတို့ကြီးမှာလည်းယရနာပေါင်းစုံတွေအများကြီးကြည့်တယ်အဲ့ဒီယရနာတွေကတန်ဖိုးဖြတ်လို့ရသေးတယ်ဘုရားယရနာတရားယရနာတန်ခါယရနာကတန်ဖိုးဖြတ်လို့မရဘူးအတုအပလိုက်လို့မရဘူးတဲ့သဘောပေါက်လားဟုတ်ပါရဲ့ဗျာအဲ့ဒီတော့လူဘလောကရဲ့ယရနာပေါင်းစုံကိုအလအပအဖြစ်ဆွဲထားခြင်းတဲ့ဘုရားယရနာတရားယရနာတန်ခါယရနာကိုမပြတ်အစင်မပြတ်နေ့စဉ်မိမိရဲ့ဘေးမှာအဝတ်ဆွဲထားခြင်းဟာပို့ပြီးတော့တန်ဖိုးကြီးတယ်လို့မြတ်စွာဘုရားမဟုတ်ဘူးလားဟုတ်ပါရဲ့ဗျာအဲ့ဒီလိုဟောကြားတဲ့တုတ်တော်ကိုယရနာသုံးလို့ခေါ်တာသဘောပေါက်လားအဲ့ဒီတော့ဝေသာလီကြီးကိုဘလူးတွေသိစားတော့တယောက်ပြီးတယောက်လောကသုံးကြီးတွေနဲ့မသေးကြဘူးလားအခုဝူဟန်ပြည့်နေပြီနော်မကောင်းဆိုးဝါဘလူးတွေစားကုန်ပြီဘာဖြစ်စားလဲအဲ့ဒီစားတဲ့တောက်တဲ့ဘလူးတွေကစားလို့သေဆုံးတဲ့တိဋ္ဌံဇိုးတွေကနေတိဋ္ဌံကြီးကနေပြီးတော့အမျိုးကြီးပြီးတော့ငါတို့စားတဲ့အကောင်တွေငါတို့စားနိုင်ရသည်ဆိုတော့မကောင်းသောကြီးတွေသွေးစုပ်ခုတ်ကောင်ကြီးတွေနတ်ထိုးနတ်ကြလူတို့ဘလူကျန်းကြီးတွေပြစ်သွားကြတယ်အဲ့ဒီကောင်တွေကအခုဝေသာလီကြီးကိုဘလူကပြန်စားတယ်လို့သူတို့ကဝူဟန်တလူလုံးကိုစားနေပြီသဘောပေါက်လားအဲ့ဒီမှာတွေတိဋ္ဌာန်ကြီးကိုတတ်လာလားဗမာပြည်မှာကောတတ်မစားဘူးလားမလေးရှားမှာကောတတ်ကြဘူးလားထိုင်းမှာကောတတ်မစားဘူးလားတောင်ကိုရီးယားမြောက်ကိုရီးယားမှာကောတတ်မစားကြဘူးလားအခုနိုင်ငံတိုင်းမှာမပြည့်ဘူးလားအဲ့ဒီကမကောင်းသောဝါးတွေကအဲ့ဒီနိုင်ငံတိုင်းကိုလာပြီးတော့အဲ့ဒီယောဂပြည့်အောင်လုပ်တာမဟုတ်ဘူးဘုရားအကူကြီးတွေကထားတောင်းကြတော့နိုင်ငံတိုင်းမှာရှိတဲ့ညီငယ်တွေကဒိုလက်ထားပြီးဒိုအရေးဒိုထားလုပ်ကြတာသဘောပါအေးသူတို့ကလာပြီးဒိုအရေးလုပ်တာမဟုတ်ဘူးတို့မြန်မာနိုင်ငံမှာလည်းတတ်ကြတယ်နော်အိန္ဒိယမှာလည်းတတ်ကြတယ်အမေရိကန်မှာလည်းတတ်ကြတယ်တတ်တဲ့နိုင်ငံတိုင်းမှာအဲ့ဒီယောဂတို့ကအတူတူပြည့်မှာဘာဖြစ်လို့လဲသူတို့တတ်ကြတဲ့တိဋ္ဌာန်တိုင်းကကျွတ်ပါမလားမကျွတ်တော့အညိုးမကြည့်ဘူးလားအဲ့ဒီအညိုးကြီးတော့ခေတ်ကနေတယောက်နဲ့ယောက်ကအုပ်စုလိုက်တနိုင်ငံကခါလုတ်ပြလိုက်တော့ကျန်တဲ့နိုင်ငံတွေကမကောင်းဘူးဝါးတွေကလည်းတို့ရဲ့အကူကြီးတွေဘုံမှာထလုပ်နေပြီးတို့ရဲ့ကနေတို့အရေးกว่าတို့ထလို့ကိုယ်နိုင်ငံကိုပြန်တတ်တာဟိုနိုင်ငံကယောဂကိုရောက်လာဘူးတဲ့ဒါကြောင့်ဘုံကိုကြောက်ထားတဲ့သဘောပေါက်လားအဲ့ဒီတော့ယတနာသူကြီးကိုဖယားရှင်ကိုယ်တော်မြတ်ဤတက်ရှိခြင်းကြာရှိတော့မှကျန်တာမတိမြတ်ကဉာဏ်တော်မတိသေးဘူးကုသရပြီးတော့ငါပြရဲ့ဘုံတော်တရားတော်ရဲ့ဘုံတော်တန်ခါတော်မြတ်တို့ရဲ့ဘုံတော်ကိုဥထိပ်ပဲပန်းတင်ပြီးတော့အဲ့ဒီဘုံတော်တွေကိုရုပ်ကတည်းကပြီးတော့ပရိသေအပြည့်နဲ့လိုက်ပြန်ဆိုတော့ဝိသီတနိုင်ငံလုံးလိုက်ပြန်လိုက်တော့ဘလူးတွေဆွတ်မပြောက်လားအဲ့ဒီတော့တို့ဒီမှာလေလိုက်ပြန်ဖို့ဆိုတာမလွယ်တော့ဘုရားဘာသာတိုင်းနော်ကိုယ်အိမ်မှာကိုယ်သရဏဂုကြီးကိုပြီးဘူးလားကိုယ်မိသားစုကိုကိုယ်မကောင်းဘူးလားသဘောပေါက်လားအဲ့ဒီတော့ပထမဆုံးကိုယ့်ကိုယ်အရင်ကာကွယ်ဖို့အတွက်မနေ့သက်စီညနေသက်စီအိက္ခာနီသက်စီကိုလူတိုင်းမရွတ်စေဘူးလားရွတ်စေပါဗျာဟောမိသားစုတစ်စုလုံးလက်အိယာထားတာနဲ့အတူတူဖရာရှိမှရွတ်ဖတ်ပြီးတော့မှဟောကိုလူတဲ့နေရာသွားအယောအဝယ်တို့အလုတ်အကင်သွားမကောင်းဘူးလားဟောသူတို့တန်းလာလို့ရတဲ့အိက္ခာနီပြီးဆိုနာကြီးလေး
တခြားသောပရိသေပဋ္ဌာန်းတွေနော်ဓမ္မစကြာတွေမရွတ်နိုင်ကြောင်မှအားလုံးရဲ့အချုပ်ရတဲ့ဘုရားတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခါတရဏံကိစ္ဆာမိသုံးကြောင်းကိုမရဘူးလားအဲ့ဒါကိုကိုယ်သက်စီနော်ဒါမှမဟုတ်ဒီအားလုံးထဲမှာအသက်ကြီးဆုံးနော်အခေါင်90ကိုနေ့တိုင်းမှန်မှန်ရွတ်ရင်မကောင်းဘူးလားနောက်နေ့ရောက်လို့ရှိရင်50နှစ်ဆိုရင်50ခေါက်အသက်အကြီးဆုံးကိုကလေးလေးကအစလိုက်ရွတ်ရင်မကောင်းဘူးလားအဲ့တော့မိသားစုထဲမှာအသက်ကြီးဆုံးကိုတွက်လိုက်အဖိုးတွေအပွားတွေရင်နော်အဲ့60ဆို60တွက်လိုက်လားအဖိုးတွေအပွားပါအတူတူရွတ်ကြမယ်ဆိုမကောင်းဘူးလားအဲ့ဒီလိုဒီကကိုအမြဝီမယ်နော်နှစ်ပိခန္ဓာကိုယ်တွေကိုစောင့်ကြည့်စောင့်တဲ့ကိုယ်ဆောင်နဲ့တွေကိုအမြဝီမယ်ခြံကြီးကိုစောင့်ကြောက်တဲ့ခြံဆောင်နဲ့ကိုအမြဝီမယ်ဆိုမကောင်းဘူးလားကိုနေတဲ့ရက်ွက်ကိုစောင့်တဲ့ရက်ွက်ဆောင်နဲ့ကိုနေတဲ့ရက်ွက်ဒီပေါင်းမှမျိုးအဲ့တော့မျိုးဆောင်တဲ့ဘာနာဝီမယ်မျိုးတွေသူပေါင်းပြီးမှမျိုးနေဆိုတာပြရတာအဲ့တော့မျိုးနဲ့နေဆောင်တဲ့ဒီအမြဝီရင်မကောင်းတာအဲ့တော့တိတ်နဲ့လို့ရင်တိတ်နဲ့လုပ်ပြီးမယ်အန္တရာယ်ပြီးမယ်သဘောပေါက်လားအဲ့တော့အိမ်တိုင်းလို့ရင်မကောင်းဘူးလားဘာဖြစ်လို့အိမ်တိုင်းလို့စင်တယ်လဲဆိုတော့အိမ်တိုင်းစားတာတွေမကြည့်ဘူးလားအများကြီးပဲအဲ့ဒါတွေအကောင်ကြီးကအကုန်ကျွတ်ပါမလားကျွတ်ပါဘူးဗျာအဲ့ဒါလို့သမီးတို့ကိုဘုံမေးမယ်ဘုံကိုလည်းဝိတ္တရုံဆရာတရားကြီးတွေကမေးတယ်လို့တရားမေးတဲ့သတုလောကပါဠနမီလေးပါးတို့ကလည်းဘုံကိုမေးတယ်နော်အဲ့ဒီတော့ဒါလို့သမီးတို့လည်းရှင်းကြည့်တမ်းမှာတိရစ္ဆာန်ဆိုတာလူကနေဒီကုသိုလ်များလို့တိရစ္ဆာန်ဖြစ်တာလားအကုသိုလ်များလို့တိရစ္ဆာန်ဖြစ်တာလားတဲ့ဒါကြောင့်တိရစ္ဆာန်ဘုံမှာဖြစ်နေတဲ့တိရစ္ဆာန်တိုင်းဒီကုသိုလ်ကြောင့်ဖြစ်တာလားအကုသိုလ်ကြောင့်ဖြစ်တာလားအဲ့တော့အကုသိုလ်ကြောင့်ဖြစ်တဲ့တိရစ္ဆာန်တွေကိုစားတော့ပြီးတော့လူတွေမှာကုသိုလ်တွေဖြစ်မှာလားအကုသိုလ်တွေဖြစ်မှာလားအဲ့တော့တိရစ္ဆာန်တွေခံစားရမယ့်ယောဂဆိုးတွေကိုလူတွေမခံစားရဘူးလားနှလုံးကြေတာတို့အထုပ်ယောဂါတို့ဂုရုဆိုတာဝတ္တကြီးပြည့်ဆိုပြီးတော့ဒီမတိုင်နိုင်ပုံပွားကြီးနော်တိရစ္ဆာန်ကြီးရမယ်ရှားနာခွာနာလူတွေကတော့ရှားတင်တာခြေတော့တင်တာတွေဖြစ်ကုန်ပေါ့အဲ့တော့တိရစ္ဆာန်ကြီးရမယ်ယောဂါလူတွေကိုဖြစ်ရတယ်ဗျာတဲ့ဘောပါလားအဲ့တော့ဘာဖြစ်လို့အဲ့ဒီလိုတိရစ္ဆာန်ကြီးဖြစ်ရမယ်ယောဂါလူတွေကိုဖြစ်ရတာလေလို့တရားမင်းကိုမေးလိုက်တယ်ဝိသရုတရားဘုရားကြီးတွေကိုဘုံမေးလိုက်တော့ပြန်ပြပါတယ်တိရစ္ဆာန်ကြောင့်ဒီတဲ့သူလုတ်ခဲ့တဲ့အကုသိုလ်ကြောင့်တိရစ္ဆာန်ဖြစ်ရတာဖြစ်သည့်အတွက်ဥပမာဝက်ပြစ်သွားပြီဆိုရင်ဝက်အနေနဲ့သူလုတ်ခဲ့တဲ့အကုသိုလ်ကိုခံစားပြီးတော့ဖြစ်ရမှာတဲ့အဲ့တော့သူဘယ်လောက်ဆိုင်ရမလဲ10နှစ်ဆိုင်ရမှာလား15နှစ်ဆိုင်ရမှာလားအဲ့တော့10နှစ်ဆိုင်လို့နောက်ဆုံးသူယောဂာနဲ့သူသိသွားမှာအဲ့ဒီဝက်ကတွေးကုန်တာတဲ့သူတွေးကြည့်တာနွားပြည့်ရင်လေသူစတန်းစီနေပြီးတော့ယောဂာပြည့်ပြီးသိမှသူလုပ်ခဲ့နွားပြောင်လုပ်ရဲ့အောက်ကကြည်မှာတဲ့သဘောပါလားအဲ့တော့ဒါလို့သမီးတို့တရားမင်းကြောက်ကြတဲ့အတိုင်းဘုံပြောပြအဲ့တော့10နှစ်တွေးဆိုင်ရမယ်ဝက်တကောင်10နှစ်ပြည့်ရင်သူကသူယောဂာနဲ့သူခံစားပြီးတော့နော်အဆုံးကိုခံစားပြီးတော့အော်ဟိတ်ခံစားပြီးတော့မကြည့်မဆန့်သူသိရမှာအဲ့ဒါမှသူတွေးပါပြင်မှာလေကြည်သွားမှာအဲ့တော့10နှစ်နေရမယ်ဝက်ကို9နှစ်နဲ့ထားလိုက်ပြီအဲ့တော့လူတွေကပါပြောတယ်တိရစ္ဆာန်လူချွတ်မှာလူကချွတ်လိုက်ပြီဒါပေမဲ့သူတို့မှာတွေးကြံနေဘယ်နှစ်သာကြံလဲ9နှစ်သာကြံနေအဲ့ဒီ9နှစ်သာကိုလူကချွတ်လိုက်တော့ဘယ်မှာဆန်လဲစားရည်ခိုင်းရလိမ့်မယ်သူစားကိုစားရင်သူတွေးကိုအဲ့တော့သူစားတဲ့သူက9နှစ်ကြာရင်ဝက်ပြည့်တဲ့ယောဂါတွေကို
ဖြစ်ရတော့မယ်နွားဆိုရင်နွားဖြစ်တဲ့ယောဂါတွေကိုဖြစ်ရတော့မယ်စိတ်ဆိုရင်စိတ်ဖြစ်ပြီးသိရမယ့်ယောဂါတွေကိုဖြစ်ရတော့မယ်သဘောပါအဲ့ဒီတော့သူတို့သာထားတဲ့သူဟာသူကျွေးကြံကြတော့ပဲနေရတော့မယ်တဲ့တချို့ဆိုလို့ရှိရင်နဲ့10နှစ်နေရမယ်တိရစ္ဆာန်ကို9နှစ်ပဲရှိသေးတယ်သတ်ထားလိုက်နောက်ထပ်3နှစ်ဆိုရင်အဲ့ဒီတိရစ္ဆာန်ကယောဂကြီးပြည့်ပြီးသူယောဂနဲ့သူတို့တဲ့အောက်ကိုနဲ့တယောက်ညီတဲ့ယောဂကြီးပြည့်ပြီးသိမှာတဲ့သိမှသူတွေးကြည့်မှာအဲ့တော့သူထွက်တယ်ဆိုပြီးလိုရွတ်လိုက်လို့သူကြုံမသွားသေးဘူးတဲ့သူပြည့်တဲ့ယောဂကြီးကိုခံထပ်ရတော့လူမှာထားပြီးတော့သူသားသားတဲ့လူမှာအဲ့ဒီယောဂကြီးထားပြီးရောဝိတ္တေအီဂွီဂူဂွီနာအော်ပြပြီးတော့ပတိမစံနေနောက်ဆုံးနော်အသက်ရှူကြအဲ့ဒီတော့ဘာကြီးဖြစ်လာလဲနှလုံးအပေါက်ကျဲလို့အကြောင်းပြချက်ဒီနှလုံးကျင်းလို့နော်အထုပ်ကဘာဖြစ်လို့မဟုတ်ဘူးဝက်ပြမဲ့ယောဂကြီးကိုခံထပ်နေရတာအကုန်လုံးဒီယောဂနဲ့ဒီမှာသူအတွေးကြည့်မှာသဘောပေါက်လားအတိတ်ညအဲ့ဒီဝေကြီးကသူ့ကိုရိုက်နေပြီးမတိမဆန်းသိအောင်နှိမ့်တဲ့ညမမီညာတတ်ခဲ့ရင်အဲ့ဒီဝေကြီးကကြုတ်ပါမလားမကြုတ်ဘဲနဲ့ညာငါ့ကိုနှိမ့်တဲ့တတ်တဲ့အတွက်ငါကစားတဲ့အောင်ကြီးငါပြန်တတ်နိုင်လို့ရတယ်ကိုကြည့်လို့ပါအဲ့ဒီရာကိုပြိုကွဲအောင်လုပ်ကလေးတကောင်ဘောင်းပြပြီးတတ်ပြီးခဲ့သွင်းမိတယ်အဲ့ဒီဘဝကနေစပြီးတော့ဖြစ်လာတိုင်းမှာစိတ်မွေးနဲ့အမြဘောင်းပြခံခဲ့ရတယ်တဲ့နော်အဲ့ဒီတော့အဲ့ဒီစိတ်ကလေးတကောင်မှာစိတ်မွေးနဲ့အမြဆိုတော့ညီနိုင်ပါမလားညီနိုင်ပါဗျာအဲ့တော့9ကဘာ6ကဘာ9ကဘာ10ကဘာ10ကဘာကဘာ30ဆိုတာဗျာတွေ့ပါမလားတွေ့ပါဘူးဗျာအဲ့ဒီတော့အဲ့ဒီလိုပြန်ပြီးတော့ဆက်နေရင်းနဲ့ဖရာရှင်အထူးထူးပွင့်သွားတာတော့သူတို့ပြုတ်ပါမလားပြုတ်ပါဗျာအေးနောက်ဆုံးအမိယာလေးကအမွေရနာကိုဆက်ပြီးတော့မှအခုတို့အဲ့ဒီထိုးစားခဲ့ရင်မင်းရဲ့ထိုးစားရင်ကိုယ့်ကိုအဲ့ဒီပြန်ပြီးတော့ဖြစ်ရတော့သူသားစုရင်ကိုကြီးစားရမယ်မဟုတ်လားကဲအဲ့ဒီလိုကိုကြီးစားရပါရင်သူများတဲ့နေကိုစပြီးသားလို့ဖြစ်ပါမလားဖြစ်ပါဘူးဗျာသဘောပေါက်လားအေးအဲ့ဒီလိုဟောလိုက်တော့ဒီဝရကထတောင်းကြတယ်အသွုံးရောက်အောင်တွေးပြီးတော့အရှင်ဘုရားကိုကြီးစားတရားတွေမြစ်တာတရားတွေနော်ကရုဏာတရားတွေမုဒိတာတရားတွေနဲ့ဒီလောက်တော့ဟောနေတာဘုရားဘာသာတိုင်းကိုတတ်တတ်လို့သာသတ်မှတ်ပါတော့တဲ့ဆိုတော့မပြည့်ဘူးจิตတာကြည့်တယ်လွတ်လပ်စွာကိုယ်ကိုယ်ပိုင်ခွင့်ရှိတယ်
မယုံကြည်ရင်လည်းလွတ်လွတ်လပ်လပ်မယုံကြည်ပိုင်ခွင့်ရှိတယ်ယုံကြည်တဲ့သူကလည်းလွတ်လွတ်လပ်လပ်ယုံကြည်ပြီးလိုက်နာလိုက်သားခွင့်ရှိတယ်အဲ့တော့ငါဘုရားဟောတဲ့ကိုကြီးစာတရားမေတ္တာတရားကရုဏာတရားတွေသိက္ခာခြင်းတရားတွေကလိုက်နာရင်သူများအသက်တက်ပြီးစားတဲ့တည်းပေါ်ပါမလားပေါ်ပါဗျာအဲ့ဒီတော့မလိုက်နိုင်တဲ့သူတွေအတွက်ကိုသိက္ခာကြီးဘယ်လောက်ချတာလိုက်နာပါမလားဘယ်လောက်ကြတဲ့အောင်ထားတာလိုက်နာပါမလားလိုက်နာပါဗျာဩတကယ်လိုက်နာခြင်းနဲ့သူကလွတ်လပ်စွာဟောခဲ့တာကိုမရရအောင်လိုက်နာပြီးတော့ယဟန္တာပြည့်သွားတဲ့သူတွေမရှိဘူးလားရှိပါတယ်ဗျာသဘောပေါက်လားအဲ့ဒီတော့ကြက်တဲ့စွာတားမြစ်မှဘုရားဘာသာမဟုတ်ဘူးတဲ့လွတ်လပ်စွာကိုးကွယ်ခွင့်လွတ်လပ်စွာယုံကြည်ခွင့်လွတ်လပ်စွာလေ့လာပိုင်ခွင့်ရှိတဲ့ဘုရားဘာသာအဲ့တော့တတ်လို့တတ်မှတ်တရားမလို့ဘူးငါဘုရားဟောတဲ့ကိုကြီးစာတရားကိုထားနိုင်မယ်ဆိုရင်ကဲသာအောင်လားသာပါဗျာသူများတွေဘလို့စပ်ပြီးစားနေနေကိုကြီးစာတဲ့သူကစားရပါမလားစားရပါဗျာသဘောပေါက်လားပါဗျာအဲ့တော့ဒါလို့သမီးတို့ဗုဒ္ဓဘာသာကြီးကိုကိုကြီးစာတရားနဲ့ထူထောင်ထားတာလို့ဘုရားမဟုတ်ခဲ့ဘူးလားဟုတ်ကဲ့ပါဗျာအဲ့တော့ကိုယ့်အသက်တိုက်ရင်ကြိုက်လားကြိုက်ပါဗျာမကြိုက်ရင်သူများအသက်ကိုမတတ်ပါနဲ့တဲ့ကိုယ့်ပစ္စည်းကိုရင်ကြိုက်လားကြိုက်ပါဗျာမကြိုက်ရင်သူများပစ္စည်းကိုမခိုးပါနဲ့ကိုယ့်မိသားစုကိုသူများလာရောက်စော်ကားရင်ကြိုက်သလားကြိုက်ပါဗျာအဲ့တော့ကိုကြီးစာပြီးသူများမိသားစုကိုမစော်ကားကြနဲ့ကိုယ်လိန်ကြိုက်သလားကြိုက်ပါဗျာမကြိုက်ရင်သူများမိသားစုကိုမလိန်ကြပါနဲ့သဘောပေါက်လားဟုတ်ပါဗျာအဲ့ဒီတော့အဲ့ဒီလိုသီလတရားတွေဟာကိုကြီးစာမှလုံမယ်တဲ့ကိုကြီးမစာကြီးလလုံပါမလားမှန်ပါဗျာကဲဒါဆိုရင်အခုလူပေါင်းလောကမှာနေ့တိုင်း၅ပါးသီလလုံတဲ့သူဘယ်နှယောက်ရှိလဲတရားမှမရှိဘာဖြစ်လို့လဲတရားမှကိုကြီးမစာကြတော့ဘူးသဘောပေါက်လားအဲ့တော့ဘာဖြစ်လို့ကိုကြီးမစာလဲဆိုတော့တရဏဂုံမရှိလို့ပါဘုရားဘာသာသူပြီးတရဏဂုံမရှိတော့သာသနာ့ပမနေဘူးလားအဲ့တော့ဘုရားတရဏံကိသာမိဓမ္မတရဏံကိသာမိသံတရဏံကိသာမိကိုမမေ့မလဲအောင်ပေါ့မစနေမှတာရတွေ့ရတာသဘောပေါက်လားအဲ့တော့သားတို့သမီးတို့မယုတ်ပဲနဲ့ဒီနေ့နှစ်နှစ်သုံးနှစ်လောက်ကားလာတာသာသနာတွင်းမှာရှိလားသာသနာပကိုရောက်နေသလားသာသနာပရောက်နေတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဒါနပြုသီလပဲပြုဘာဝနာပဲပြုကုသိုလ်ကောင်းမှုတွေပြုတိုင်းသာသနာပမှာပြုရင်ညောင်ပင်ကြီးတော့ပြုပေမဲ့ဘယ်လိုရလဲညောင်ကြီးတော့ပဲပြီလေတဲ့။ဩတရဏဂုံရှိတဲ့သူတွေဘုရားဘာသာဝင်တွေကနော်တရဏဂုံနဲ့ရှိတဲ့အတွက်သာသနာတွင်းရောက်ခဲ့ရင်တရဏဂုံရဲ့ဂုံကြီးသူကြောင့်ညောင်စီလေးတော့ပြုပေမဲ့နေ့စဉ်တနေ့ကြည့်တာတော့တစ်ခေါက်မှမရုပ်ခဲ့ပြီးပဲလေလူတယ်ဆိုတော့အမလေးအရန်လူကပဲသိတဲ့ကတော့လေဒါပေမဲ့သူ့ရဲ့အလူကသူကတရဏဂုံမရှိတဲ့အတွက်သာသနာတွင်းအလူပြည့်မလားသာသနာပအလူပြည့်မလားဒါဆိုသိတဲ့ရလူတွေပဲတသိန်းဘုရားတင်မှမလားတင်ပါဘူးအဲ့ဒီမှာတော့ကွာကိုဆရာပေးပြီးတော့တာတိုင်းပြီးအသက်ပေါင်းများစွာနဲ့ဒီလူကိုကျွေးလိုက်တော့အသက်တစ်သက်ကိုဘယ်နဲ့သိမ်းတာလဲဘယ်လိုပြန်ဆမလဲလူပေါင်းများစွာကိုသိတရားကိုကျွေးနိုင်မှုအတွက်အထက်ပေါင်းဘယ်နဲ့သက်တည်ခဲ့ရကြလဲအဲ့ဒီအများကြီးကိုဘာနဲ့ဆမလဲအထက်ဘိုးအဲ့တော့အထက်ဘိုးကကျပိတ်ကနေရဲ့အရင်ကြပြီးဒုက္ခပေါင်းသာအိုးနောက်ဆုံးအဲ့ဒီအသက်ပေါင်းများစွာရဲ့တွေးတွေကျဲပြီးဆိုတော့မှဘုရားကပြည့်ရဖို့လှူတာတဲ့ဘုရားကတပည့်သားလေးကအကျိုးပေးမှာလွယ်ပါမလားလွယ်ပါဗျာဒါကြောင့်မလို့နော်ဒါနပဲပြု
သီလပဲပြုဘာဝနာပဲပြုတရဏဂုံမရှိရင်သူပြီးထဲဓမ္မမလားနောက်တရားမင်းကပြောတယ်အခုလူကောင်လောကမှာပရိတ်တော်တွေပဋ္ဌာန်းတော်တွေရွတ်နေပေမဲ့မသုံးကြဘူးဗျာတဲ့နော်တဘာဝဘေးဒဏ်ကပိုးပြီးတော့အင်အားကောင်းနေတယ်ပရိတ်တော်ရဲ့အင်အားကမကောင်းနော်ပဋ္ဌာန်းတော်ရဲ့အင်အားကနည်းသွားတယ်ဘာဖြစ်လို့နေရလဲလို့မေးလိုက်တော့တရားမင်းကအရှင်ဘုရားတရဏဂုံမရှိကြတော့တရဏဂုံနဲ့တွန်းနေတာတရဏဂုံရှိတဲ့သူကရုပ်မှာတွန်းနေတာအကြီးကြီးတာတဲ့ပွားများတာတဲ့ဘုရားဘုံကြီးနဲ့ပွားများမယ်တရားဘုံကြီးနဲ့ပွားများမယ်တန်ခါဘုံကြီးနဲ့ပွားများမှာပေါ့ဘုရားအခုလူသားတွေကလည်းတရဏဂုံမရှိတဲ့ရွတ်တဲ့သူတွေကလည်းတရဏဂုံမရှိတော့မစိုးတာဘူးဘုရားတဲ့သဘောပါလားအဲ့တော့ဘုရားကဘုံမှုလာပြရတယ်အရှင်ဘုရားတတိတော်တို့ဘာပရိစိတ်ရင်ကောင်းမလဲတဲ့ဘုံမှာအဲ့ဒါကိုအရှင်ဘုရားတဲ့တရဏဂုံတဲ့တန်ဖို့တွေကကိုမောင်ဘူးလားတဲ့ဘုံတော်ကိုကောင်းလို့သိရင်ကိုမကောင်းဘူးလားတဲ့အဲ့ဒီကလေးကဘုံကအဲ့ဒီလူတွေကိုကြည့်ပြီးအောက်ခြေမခိုင်ပါလားအဲ့တော့သူတို့ဘယ်လောက်ကြီးစိတ်ကျိုးကမပြေသဘောပါလားအဲ့တော့ဘုံတို့သားတို့သမီးတို့ကိုနားလည်အောင်ဘုံရဲ့ဘဝပြည့်တင်လေးကိုပြောပြဘုံဘယ်လိုကြိုးစားခဲ့လို့ဒီအသိအတိဒီအခုလိုခொနည်းရဲ့သားသမီးအပေါင်းကိုရေးကြည့်ရလဲနော်ဘုံရဲ့မိဘကိုလည်းရင်အကုန်လုံးအောင်မြင်တယ်အမှန်ရေးကောင်းတယ်စီးပွားရေးကောင်းတယ်ဘုံလက်နဲ့ကြည့်ရင်အောင်မြင်တယ်အဲ့ဒါဘာဖြစ်လို့လဲဆိုသရဏဂုံကြောင့်ပဲဘုံကိုငယ်ငယ်လေးတွေကဝိတုစင်ကျဲနဲ့လာပြီးအိမ်မက်ပေးတယ်နော်တရဏဂုံကိုကိုလုံးထုံပါကွာတဲ့အဲ့ဒီတော့ကိုလုံးထုံမှုအတွက်ဘုံကမိဘတွေမေးတယ်မေးတော့နေ့တိုင်းရောခိုင်းတာတဲ့အဲ့တော့မင်းမနေ့တိုင်းနဲ့အဲ့လိုတစ်ထိုင်လေးပဲရုပ်နောက်ပိုင်းလေးကတော့ဘုံကိုရင်ဝေးရမယ်အချင်းလေးကြတော့ကိုရင်ဝေးပြီးရင်ဘုံတို့ကိုရင်သွားဝေးတဲ့နော်မိသားစုကိုဝယ်ကျွေးတော်ဆရာတော်ဘုရားကြီးကိုတွားလျှောက်ထားလိုက်တော့ဟာအဲ့ဒါတန်ဖိုးအကြီးဆုံးတယ်တဲ့နော်အဲ့ဒီတော့ခန္ဓာပေါင်း7400ကိုချုပ်တာတရဏဂုံပဲတဲ့ဒါကြောင့်မလို့ဒီတရဏဂုံကိုမင်းကိုရုပ်ခိုင်းတယ်ဆိုတော့မင်းလည်းဘုရားကြီးလာလိမ့်မယ်မင်းကိုစောင့်ကြောက်တဲ့ပုဂ္ဂိုလ်တွေကလည်းသူတော်ကောင်းညာလောင်းကြီးပြည့်လိမ့်မယ်တဲ့ဒါကြောင့်မလို့မင်းဒီလိုလုပ်ကွာတဲ့နော်ဒီနေ့တစ်နေ့လုံးမနေ့9ပေါက်ညနေ9ပေါက်ကိုတစ်နေ့လုံးမှန်မှန်ရော့နောက်နေ့ရောက်သွားရင်17ပေါက်ကိုမှန်မှန်ရော့နောက်နေ့ရောက်သွားရင်မနေ့29ပေါက်ညနေ29ပေါက်မှန်မှန်ရော့နောက်တစ်နေ့ရောက်ရင်36ပေါက်36ပေါက်မှန်မှန်ရော့နောက်နေ့တစ်နေ့အသက်ကြီးသွားတိုင်းနော်9ချိန်တက်ပြီးတော့အဲ့ဒီလိုရွတ်သွားတယ်တရားရှိပေါက်ပြည့်သွားရင်နော်ထင်တာတွေအကုန်မှန်လိမ့်မယ်သူများမမြင်တာတွေကိုမင်းမြင်လာလိမ့်မယ်လုံမယ်ဆိုဒီဘုံကိုရင်ဝင်းနဲ့ပဲကြိုးစားခဲ့တာအဲ့ဒီတော့ဘယ်လိုတွေဖြစ်လာလဲဆန်းတော်မအောင်လေးကိုနော်တနေ့တည်းနဲ့တွားပြီးတော့တဏှာရာတွားတဲ့ရင်အဲ့ဒီလမ်းထဲမှာရှိတဲ့မကောင်းသူဝါတွေမကြုံမလို့တဲ့ရောက်ကနေတကောက်ကြောက်လိုက်တဲ့လူတွေကိုမြည်နေရတယ်မြည်ရတော့ဘုံဘုံကနေပြီးတဲကနေပြီးဟဲ့ကောင်လေးဘယ်ရကောင်လဲဆိုငါကသူ့အဖေကွာဆိုတော့ဟိအဲ့ဒါနဲ့မေးကြည့်လိုက်တယ်မင်းအဖေကြီးသေးလားသုံးသွားတော့ကွာငါနေကြည့်ဩအဲ့ဒါနဲ့ဘုံဘုံကမေးပြီးတော့လေမင်းအဖေကမင်းတော့ကြောက်လိုက်နေတယ်ဆိုတော့လန့်ပြီးတော့သူ့အမေကြီးကတော့အဲ့ဒါသူ့လေးကလာပြီးရန်တွေ့တယ်မဟုတ်ကမင်းပြောအောင်မလားဆိုတော့ညတာလေးကြောအိမ်မက်ထဲမှာဝိသေကမင်းဘာကြောင့်မှချောင်းမပြောနဲ့ကျင်းတိုင်းလည်းမပြောနဲ့တူတိုင်းလည်းမပြောနဲ့တဲ့နော်နှမို့ဆိုရင်မင်းကြည့်ကြအားရတဲ့ကရဏဂုံမှာလူတိုင်းမမြင်နိုင်တာတွေကိုမင်းမြင်နိုင်တယ်သူတို့မသိနိုင်တာတွေမင်းသိနိုင်တယ်အဲ့တော့မင်းမှာအကြလို့အမြင်လို့အသိလို့အကုန်လုံးဝင်လာလိမ့်မယ်ဒါကြောင့်မလို့လူတိုင်းကိုတွေ့တိုင်းလည်းမပြောနဲ့မြင်တိုင်းလည်းမပြောနဲ့နော်ထင်တိုင်းလည်းနော်အဲ့ဒါနဲ့ဆယ်တန်းအောင်ပြီးကောလိပ်တဲ့ဘွဲရပြီးတော့မိဘကြီးရဲ့အလုပ်ကိုင်းလေးကိုကျင်းတဲ့
မှန်မှန်ယူချင်းနဲ့မနေ့တရားရှိကောက်ညနေတရားရှိကောက်ကိုမှန်မှန်လေးယူလိုက်ကြရောဈေးထဲမှာဈေးထိုင်ရောက်နေရင်ရှေ့ကိုကြည့်လိုက်တာကိုကလူတွေမှလို့ပဲရဟောပါမလဲနော်မကောင်းဘူးဝါကြီးမချုံမလွတ်တာတွေကပါကြောက်သွားပြီဟိုဆိုင်ကြားတွေကအယူစီကောက်တာလိုက်ဒီဟာကောက်တာအဲ့ဒါနဲ့ဘုံအဲ့ဒါလိုက်ကြရောမေးလိုက်တယ်ရတာလေညူရဲကနေလာတာဒီအချိန်ဆိုဈေးထဲမှာလာစားတာတဲ့နော်အဲ့တော့ဘယ်လိုလဲလိုက်လာလဲအိမ်ကလာတဲ့ဈေးအဝယ်လေးသူနဲ့နောက်ကနေလိုက်လာတာအဲ့ဒါနဲ့ပဲတနေ့ကျတော့ဆိုင်ကိုလာဝယ်တဲ့အပွားကြီးတွေရောနော်ငါလာရဲ့တဲ့နော်အမေကြီးတော်ကြီးပေါင်ကနေကိုက်နေတာနော်အရင်ပဲဒုက္ခရောက်တယ်တဲ့နော်ဒါသမီးကလည်းကြီးတော့အဖိုးကြီးကလည်းအိမ်မှာသူ့ဟာလေးသူအလုပ်လေးလုပ်နေတော့အခုဈေးအဝယ်တာနော်မနေလာတဲ့ပေါင်ကြီးကိုက်နေလို့တဲ့သူကတော့သူ့ဘာယူယူတန်တန်ပြောတာဒါပေမဲ့ဘုံဘုံလေးကြီးလိုက်ကြရောသူ့နောက်မှာအမွှေးချုပ်ပွားကြီးနဲ့တွေ့ရောအဲ့ဒါနဲ့ကဲအမေကျွန်တော်ဒီနာလာအောင်ဘာလို့မလို့လဲကျွန်တော်ဒီကနေပြီးတော့ကျက်လာနိုင်လာနော်ဘယ်နှလုံးယူမလဲဆိုတော့သူရွေးပြီးတော့9လုံးယူမယ်အဲ့ဒီ9လုံးဘုံကျွန်တော်လက်ထဲပေးပါလို့အဲ့ပေးပါလို့ဆိုရင်ကြောဘုံလက်ထဲလေးရောက်ပြီးတော့စိတ်ထဲကနေတရဏဂုံရုပ်ပြီးတော့ကဲအမေကြီးရောအဲ့ဒါကိုတလုံးကိုလက်ကကင်သွားကြံတဲ့အလုံးတွေကိုသွဲချင်းနဲ့ထည့်သွားပြီးတော့ပေးလိုက်တာအမေကြီးကကျွန်တော်ဘာမှမလုပ်ဘူးမင်းရုပ်ပါလေတဲ့အဲ့ဒါဒီကိုင်ပြီးတရဏဂုံလေးရုပ်တာဟောအမေလည်းအဲ့ဒါတရဏဂုံရုပ်ပါလားအေးတို့ကဘုန်းကြီးကြောင့်ရောက်မှဥပုသ္တသွားတော့မှရုပ်ပြတာတဲ့ကျန်နေနေတော့မရုပ်ပြဘူးအဲ့ဒါရုပ်ပါလားလို့ရုပ်တော့မယ်တဲ့ဆိုပြီးအဲ့ဒါတရဏဂုံရုပ်သွား3-4ရက်ကြာလိုက်ကြတော့ဒါနောက်နေ့လည်းခိုက်ကြရောသူ့ယောက်ျားအဖိုးကြီးကဟဲ့ဘိုးဘူးရဲ့အဲ့ဒါစားပြီးတယ်ညဝါကြီးမှာတစ်ဆုပ်နေတဲ့ဟာလည်းပြောက်သွားတယ်နောက်ပြီးတော့ဝင်းမသွားနိုင်လို့ခွင်းမှာတစ်ဆုပ်ပြစ်ပြီးတော့လေကောင်းပြစ်နေတာလည်းအခုမစမ်းကြည့်တာလေကောင်းလည်းမရှိတော့ဘူးလို့ပြောတယ်အဲ့တော့နေချက်တွေ့တာကဆေးမပြည့်နေလို့လားဆိုတော့မှအမေအဲ့ဒါကြီးကိုဆိုင်ကအဲ့ဒါကြက်တော့အလကားပေးလိုက်တာအမေကြီးအတွက်ဆိုဒါပေမဲ့သူကကိုင်းပြီးဘာလို့ဆိုမှန်းရုပ်ပြီးပြီးတော့အဲ့ဒီမှာမိဘတွေကဘုံကရဟန်းဝင်မယ်ဘုန်းကြီးဝတ်ကြော်မယ်ပြောတော့အဲ့ဒါကိုသိပြီးတော့မကျေနပ်ကြဘူးမကျေနပ်တော့ငါသားလေးဘုန်းကြီးမဝိရင်ပြီးရောဆိုအတင်းပြီးသားတော့တာပဲနော်ယူလာလိုက်ရတယ်မိဘတွေပြီးသားလို့ယူလာလိုက်ရတယ်အတူတူမအိတ်ခဲ့ရဘူးနော်ဖယားရှင်မှာအိမ်မှာရတယ်နော်အခန်းထဲဝင်လိုက်တာနဲ့ရားတာလေးသူရရင်ရမရကိုရနော်အဲ့တော့ကိုဝိုင်းပြီးလို့အဲ့တော့သူကရားလို့ကိုကအပြားနေတဲ့ကိုဘူးကြီးတဲ့အဲ့ဒါနဲ့ဖယားရှင်ကြီးကျွေးလိုက်ရင်တယောက်တစ်လုံးအိတ်ရတယ်အဲ့ဒီလိုနေဒုက္ခတွေရောက်ခဲ့ရတာနောက်ပိုင်းကျတော့အဲ့ဒါနဲ့ဘုံသူကြီးကနေခွင်တောင်းပြီးရဟန်းဝတ်ခွင်တောင်းတယ်မပြေဘူးတဲ့နောက်ပိုင်းကျတော့ဘုံအပြင်းအထန်
နော်ယောဂလေးပြည့်လဲပြည့်ပြီးတော့တတ်တာကဘာယောဂမှမသိဘူးမသိဘဲနဲ့ဆေးရုံနေတက်နောက်လေကြာလေကြာတော့အဲ့ဒီအမျိုးမျိုးဆွေအောင်မေတော်ကြီးကနေလာပြီးမပေးတယ်တဲ့နော်တမိပေါ်လေတမိကဘုံကံကြီးမားတဲ့ယောက်ျားကောင်းယောက်ျားမြတ်ကိုရထားတယ်အနေနော်ဘာဖြစ်လို့ပါရမီဖြည့်ရမှာကိုမဖြည့်ဘဲနဲ့ကန့်တိုက်နေရတာလေအဲ့ငါတမိကန့်တိုက်ခြင်းငါတမိ15ရက်အတွင်းသိလိမ့်မယ်သိတာတော့ကောင်းကောင်းမသိရဘူးသိအံသိလိမ့်မယ်ဆိုပြီးသူ့ကိုအိမ်မက်ပြီးတော့ဒါဆိုတမိတွေးအံမသိရအောင်ဘယ်လိုလုပ်ရမလဲအဲ့လိုကြီးနေ့ယောက်ျားကိုယဟန်ပြုဖို့ဆိုလိုက်ဟာယောက်ျားယဟန်ပြုရင်ကျမကြောက်တဲ့နဲ့ဒုက္ခရောက်မှာပေါ့ဘယ်လိုလုပ်ပြီးစီးပွားရေးလူမှုရေးအကုန်လုံးမလေးဘာမှမဟုတ်နဲ့ငါတာဝန်ယူတယ်အမေတာဝန်ယူတယ်အမေကိုယုံဘူးလားဆိုတော့ယုံပါတယ်ဆိုရင်ဝတ်ဖွင့်ယူလိုက်ငါသမီးအတွက်လိုအပ်တာအကုန်လုံးနော်တက်တန်းစီပဲနဲ့လည်းမသေးရဘူးအမေတာဝန်ယူတယ်ဆိုပြီးပြောတော့ဒါဆိုလို့ရှိရင်သမီးခွင့်ပြုမယ်ဆိုတော့မေတော်ကြီးကအေးသာဓုဆိုပြီးရောက်လာရဲ့အဲ့ဒီကြာတော့တည်ုံလာပြီးတော့အဲ့ဒီလိုအိမ်မက်တဲ့တော့ဒါဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့ခွင့်ပြုပါတယ်လေဆိုတော့လေမတောင်းနိုင်ပြီးတော့အားပြနေတဲ့သူကချက်ချင်းထားတယ်လေပြီးတော့တကယ်လားဆိုပြီးဘုံဘုံကမေးလိုက်တော့တကယ်ပါလေဆိုတော့အဲ့ဒါညက်နေတဲ့ကြာတော့ဆရာဝန်ကလာတန်းတော့ယောဂမရှိဘူးအခုအားနဲ့တောင်းနိုင်ပြည့်နေတာကဲဆင်းပြီးတော့ဆိုတော့ညက်နေကြတော့ချက်ချင်းဆင်းရတယ်ဆင်းလည်းပြီးတော့မိဘတွေနဲ့တိုင်နေပြီးတော့တခါတည်းအဲ့ဒီကနေစပြီးနော်ငါသားတဲ့အခွင့်အရေးရတော့တက်တဲ့ပုံကိုကိုလုံးသာထုံလိုက်ပြီးတော့အခုထုံမှလေအခုတောက်ရွတ်လာတာပဲမဟုတ်ဘူးလားအဲ့ဒါကိုလုံးထုံတာမဟုတ်သေးဘူးတဲ့ဒါဆိုလို့ရင်ကိုလုံးထုံတဲ့ဒီဘယ်လိုဘယ်ရမလဲအပါပေးမှလားတို့ပေးလို့မရဘူးတဲ့ပြီးတဲ့ကတော့မုံအာကုံဆောင်တဲ့ဆရာတော်ကြီးကပေးနေမယ်အဲ့ဒီတော့ဘယ်မှာသွားယူရမလဲမန္တလေးမဟာမြတ်မုနီကိုသွားတယ်နော်အဲ့ဒီကရင်တင်းချသွားတယ်နော်ကိုရောက်လို့ရှိရင်အဲ့ဒီမှာမဟာမြတ်မုနီဘုရားမှာယနေ့တော့တရဏဂုံပူလုံးကိုတက်လုံးပမမယ်ဘုရားလို့သာပြီးပြီးလိုက်တဲ့အဲ့ဒီဆရာဘုရားကြီးနဲ့မင်းတွေ့လိမ့်မယ်အဲ့ဒါဘုံဘုံထားလဲသွားလဲသွားတော့မဟာမြတ်မုနီကတော့ပြီးတော့အဲ့ဒီဘေးဆိုင်ကိုလိုက်ပြီးဦးရင်မဟုတ်ကြီးတောင်းကြတယ်နော်မင်းကိုဦးဝိစိတ်ရတာဘိဝန္တာဘိကတုံးမောင်အာဟုတောင်းတဲ့ဆရာတော်ဘုရားကြီးတရားပွဲတဲ့သူလဲသူဟာတွေ့ပြီးကနော်အဲ့ဒါနဲ့အဲ့ဒီညမှာတရားနာလဲပြီးတော့ပြန်လာရင်းနဲ့ဆရာတော်ဘုရားကြီးကကားပေါ်မှာတက်ဖဲနဲ့အခန်းလေးတစ်ခုမှာနားတယ်နားတော့ဒကာဒကမကြီးဘောဂကတွေကဝိုင်းပြီးတော့ရက်ကကြီးနဲ့နှိပ်ပေးနေကြအဲ့မှာဟောပြီးတော့အရင်ကတည်းကတော့နော်ကျခုတော့သိကျင်တာလေးကြောက်ကြရစီဆိုတော့ကြောက်ွားတဲ့တပည့်တော်တရဏဂုံကိုလုံးချုံတဲ့နီးကိုသိကျင်တယ်ဗျာမင်းကဘယ်လိုလုပ်တော့သိလို့လာတောင်းတာလေမဟုတ်ဘူးဗျာတပည့်တော်အိမ်မက်ပေးလို့အိမ်မက်ထဲမှာဝိသုစေကြီးကနော်ပြီးဒီကသုံးပုံအာကုံဆောင်တဲ့ဆရာတော်ဘုရားကြီးကပြီးနေမယ်မနေ့ကရောက်ပြီးတလီလုံးဒီကမှာတရဏဂုံနီးတပည့်တော်ရွတ်တော့ညတရားလာတော့ကြည့်တော့မင်းတို့ဆရာတော်ဘုရားကြီးဝိရိကသုံးပုံအာဟုဆောင်နေဆိုတော့အရှင်ဘုရားပဲကြည့်ရမယ်ဆိုတည်းတော့အခုလာကြောက်တာဒါဆိုရင်မင်းလည်းတော်တော်ကိုဖုံးကန်ကြည့်မယ်သူပဲမင်းငါ့စီကတောင်းအောင်မင်းဘယ်နှဝါကြည့်မလဲဆိုတည်းတော့3ရက်ပဲဆိုတော့ညီလိုက်တာဆရာတော်ကြီးကနည်းနည်းကြိုက်ကြီးပြီးတော့မင်းထွက်မဲ့ပေါလားမထွက်မဲ့ပေါလားမထွက်ပါဘူးဘုရားလို့ဆိုတော့အေးမထွက်ရင်တော့ပြေးမယ်ဒါပေမဲ့ငါအခုပြောရင်နဲ့မိုးလင်းသွားပြီမယ်အဲ့ကိုကြောင်းလိုက်လာပြီမန္တဘုရားဆိုတော့လေအဲ့ဒီတဲကိုလေကြောင်းကိုပြန်ပြီးတော့မနဲ့လေကြာတော့အဲ့ဒီကိုလိုက်သွားလဲသွားတော့အဲ့ဒီတော့မှဆရာတော်ဘုရားကြီးကသူ့နားမှာနေတဲ့ကိုတော်ကိုကဲကိုတော်တဲ့ဝိသုဒ္ဓိမဲ့ပထမတွဲဒုတိယတွဲတတိယတွဲသတုတ္တတွဲဆိုတဲ့ပြန်စာအုပ်ယူလာခဲ့ဆိုတော့မှဘာသာပြန်ကိုယူတော့တဲ့နော်ပါဠိကိုမင်းနဲ့ပါပြန်ထားတာကိုယူလာခဲ့အဲ့ဒါနဲ့ယူလဲလာတော့ဒီထဲမှာတဲ့နော်ယဟန်တို့ရဲ့အသက်ဝိသုဒ္ဓိမဲ့ဆိုတာဝိဆိုတာအထူးသုဒ္ဓိဆိုတာသင်္ကြန်ခြင်းမဲ့ဆိုတာမဲ့ရံပုံညာရဖို့အတွက်အထူးသင်္ကြန်စွာကြည်ရန်အားထုတ်ရမယ်လမ်းစဉ်တွေပါတယ်တဲ့ဒါကြောင့်ယဟန်တိုင်းမှာဒီဝိသုဒ္ဓိမဲ့ကိုလက်လွတ်လို့မရဘူးနော်ဒါကြောင့်ယဟန်တို့ရဲ့အသက်
တောင်းကြောပါမယ်ကျင့်စဉ်ပြိပတ်တိတဲ့မင်္ဂဘုရားတတိတော့ကျူးစားပါမယ်ဘုရားဆိုတော့အဲ့ဒီထဲမှာတဲ့ကမ္မထမ်းပေါင်း40ငါအကုန်ရှင်းပြီးရေးထားတယ်စိတ်ထားရမှာလေအဲ့ဒီထဲကတစ်ခုကိုရွေးပြီးမင်းကျင့်ရမယ်နောက်တစ်ခါယမတုတရား၄ပါးမေတ္တာကမ္မထံကရုဏာကမ္မထံမုဒိတာကမ္မထံဥပိ္ပခာနော်ကျင့်ရန်အားထုတ်နည်းနဲ့ငါအကုန်ရေးထားတယ်အဲ့ဒီတိုင်းမင်းကျင့်ရမယ်ဆိုတော့ကျင့်ရမယ်ဘုရားနောက်တစ်ခုကြံသေးတယ်ဒူရင်အကျင့်မြတ်ဒူရင်73ပါးကိုလည်းငါအကုန်လုံးရေးထားတယ်အဲ့ဒီကဒူရင်တွေဟာအခုယဟန်တွေအကုန်ကျင့်နိုင်တယ်သို့တော်ညာလေအနည်းဆုံး6ပါးတော့နိုင်အောင်ကျင့်မှုရမယ်တဲ့ကျင့်နိုင်ရမယ်မကျင့်နိုင်တဲ့တာပါရင်အဲ့ဒါတတိတော့ဖတ်ပြီးကျင့်ပါမယ်ဘုရားအေးဒါဆိုရင်ငါသာပြီးပေါ်ပါရဲ့အဲ့ဒီတော့မင်းမှာကိုကြီးစာတရားကြီးမားရမယ်ဘယ်လိုလဲဘုရားလို့တတိတော်နားလည်အောင်ရှင်းပါဘုရားတရဏဂုံကုလုံးချုံနေအဲ့တော့ဘယ်လိုကိုကြီးစာရမှာလဲဘုရားဆိုတော့ဒါဒီအလုံးကိုအသက်ချင်းကိုကြီးစာပါခန္ဓာကိုကြီးစာပါမိသားစုကြီးကိုကြီးစာပါအဲ့တော့အဲ့ဒီအဓိပ္ပာယ်လေးကိုတတိတော်ရှင်းပြပါဆိုတော့အသက်ကိုကြီးစာပါဆိုတာငါအတွက်နဲ့သရဝါရီမသိပါသေးနဲ့လို့ပြီးနဲ့ပေးရတာတဲ့ပြီးတော့ခန္ဓာကိုကြီးစာပါဆိုတာငါအတွက်နဲ့သရဝါရီရဲ့ခန္ဓာကိုယ်ကြီးမပြည့်စည်ပါသေးနဲ့ဆိုပြီးတော့မသားမတော့ပဲနဲ့ပြီးမဲ့ပေးရတာတဲ့ငါအတွက်နဲ့မိသားစုတွေမပြိုပိတ်ရပါသေးနဲ့ဆိုတာကနော်မင်းတို့သားအတွက်အသက်ခံရတဲ့ကလေးခံနိုင်မိသားစုမပြိုပွဲဘူးလားတင်ပွဲကိုရဟောတဲ့အဲ့ဒီတော့ငါလည်းတော်ပါမသေးပါနဲ့မိသားစုလည်းမပြိုပွဲတော့ဘူးအဲ့ကိုကြီးစာတရားကြီး၃ပါးနဲ့ကြည့်မှရမှာတဲ့ငါ့ကိုအဲ့ဒီလမ်းစဉ်တစ်နှစ်ကိုငါ့ကိုလည်းပေးချပြီးပြီမဲ့ဒါကအာကုန်ဆောင်နေရနေရတော့အောင်ဒီမှာဟုတ်တော့ငါလည်းမသိဘူးတဲ့ဒါပေမဲ့ငါ့ကိုပြည့်ကြတဲ့ကလွတ်ထားတယ်နော်ထိုက်တန်တဲ့လာတောင်းရင်အရှင်ဘုရားစီစစ်ပြီးတော့ပေးပါဆိုတာငါ့ကိုပြောထားတယ်တဲ့အဲ့တော့မင်းကအခုငါတက်တက်မှာမင်းပဲပေါ်လာသေးတယ်အဲ့တော့မင်းကငါပေးမယ်ကွာတဲ့ဒါပေမဲ့မင်းတတိတစ်ခုပေးရမယ်ဘာပေးရမလဲဘုရားဆိုတော့မင်းတကယ်တမ်းကြည်ညာအားထုတ်ပြီးဆိုရင်ညာတိုင်းငါ့ကိုအမြောက်ဝေပါအတိတော်လေငါဓမ္မမောင်ကနတ်သားစုပန္နာတာပြည့်စည်အတွက်နတ်ဒီ၆ခန့်နဲ့ဓမ္မပြည်ကိုငါတရားဟောခြင်းနဲ့အဲ့ဒီမှာပဲနတ်သားပြည့်မှာအဲ့တော့သိတော်လေမင်းဆက်ပြီးတော့အမြောက်ဝေပေးပါနေ့တိုင်းဒီတရဏဂုံကိုလုံးခြုံပြည့်အောင်ခြုံပါတဲ့ခြုံမှမယ်ဘုရားလို့ဒါဆိုရင်မိခရီးပေးတာဆိုတော့ပေးပါတယ်ဘုရားဆိုတော့ဒါဆိုရင်ငါခြုံပြီးပြောတော့မယ်ရှေ့ကငါပြောတာတွေကိုမကျင့်နိုင်ဘူးဆိုရင်တော့ဒီနိလန်းကိုပြီးလို့မရဘူး။ငါအညာအားထုတ်ပါမယ်။အသက်တဲ့တော့မထွက်တော့ပါဘူးငါပြီးတာနော်။မှန်ပါဗျာလို့။အဲ့တော့မြတ်စွာဘုရားကခန္ဓာကိုယ်တစ်ခုဒီအစိတ်အပိုင်း32ပိုင်းရှိတယ်တဲ့။32ပုဋ္ဌာကရှိတယ်လို့မဟုတ်လား။ဟုတ်ပါဗျာ။အဲ့ဒီ32ပုဋ္ဌာကကိုတပုဋ္ဌာကကိုတရဏဂုံ7400တိအောင်ပွားရမယ်မင်းလုံနိုင်ပါမလားအလုံးမဲ့ဘုရားလို့နော်အဲ့တော့အတိုင်းအတာကဘယ်လောက်ကြာမှာလဲမင်းပေါ့ပဲရုပ်မယ်ဆိုရင်10ဝါလောက်ကြာမယ်တဲ့30ခုပြီးဖို့မင်းလေးနဲ့ကြိုးစားမယ်တမာတိရအောင်ကြိုးစားမယ်ဆိုရင်9ဝါ6ဝါ9ဝါဒီလိုသွားနိုင်မယ်မင်းကြိုးစားမှုပေါ်မှာမူတည်တယ်တဲ့မှန်ပါဗျာလို့တပည့်တော်ကြိုးစားပါမယ်ဗျာအဲ့ဒါပြီးရင်အဲ့ဒါမှလေအဲ့ဒါပါတဲ့ကျမ်းစာမှာရှိတယ်မကြည့်ရန်အားထုတ်ခြင်းနဲ့တမာတိဖြစ်လာတဲ့အခါမှာသတိတရေစိတ်ဝဲပိတ်တာတွေမင်းမြင်ရလိမ့်မယ်မြင်ရရင်သူတို့ကိုအမြောက်ဝေလိုက်သူတို့ကျွတ်သွားလို့နောက်နှစ်ရက်ပြစ်သွားရင်သူတို့ကပြန်ပြီးတော့မင်းကိုညှို့ကြားလိမ့်မယ်နော်ဘယ်နဲ့ပြီးတော့ကျန်အား
ဘာကိုကုသပါဆိုပြီးညွှန်ကြားနေတယ်အဲ့ဒီလိုသူတို့ညွှန်ကြားတာကိုဆက်လို့မောင်မြင်တဲ့သူကသူတို့ကိုမမြင်ဘူးမမြင်သူ့ညွှန်ကြားရရင်မောင်မြင်လို့ပဲမထိုက်ကြံလို့ပဲအဲ့တော့ဒီကျိုးသားမယ်ဆိုရင်မင်းထိုက်ကြံပါလိမ့်မယ်တဲ့ဆိုတော့အဲ့မှာဘုရားငယ်ငယ်ကလေးကသူများတော့ဘုံမကောင်းဘဝတွေပါလာတာတွေနောက်ကြတဲ့ဒီပြလိုက်တာပန်းတိုင်ကိုရောက်နေလို့ရေးရတယ်သဘောပေါက်လားအဲ့ဒါနဲ့ဘုံဘုံနဲ့တည်းပြီးအောင်9ဝါနဲ့8လတီးကိုဘုံဘုံကြိုးစားခဲ့ရတယ်9ဝါနဲ့8လလည်းပြီးရောပထမပိုင်း30ကြိမ်ကြည့်တဲ့အခါတစ်စိတ်တည်းတင်းပွဲပိတ်တာတွေကိုအတော်ကြီးတဲ့နော်အချိန်25ကြိမ်တော့ပြုတ်ပြီးဆိုတဲ့အကုန်လုံးကြီးလာရတယ်အနည်းကြီးနဲ့သူတို့ကိုအမြောက်ဝေးနော်အဲ့ဒီမှာသူကဘာတွေတောင်းဆိုလဲအရှင်ဘုရားတတိတော်လူမစားရမသောက်ရတာကြီးကြာဆက်ရှိပါပြီဘုရားမစားမသောက်ဘဲနဲ့နေရတာအနည်း20ရှိပါပြီဘုရားသမားနှစ်ရှိပါပြီဘုရား9နှစ်ရှိနေရှိပါပြီဘုရားတဲ့သူငတ်ရနေတာတော့ပြီးအော်ဟိမိုးယူရတယ်အဲ့တော့သူဘာလုပ်ပြီးရမလဲလို့တော့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကမလုံးဘောပတ်ပါသူကိုငါဘုရားနဲ့ငါဘုရားသားတော်တွေကိုဆုံးဝယ်ဘောစီသူကြီးရတာသူတန်းအနောက်ဝင်းရင်ဟောနတ်ဩဇာရတယ်သားစရာတောက်စရာရတယ်လို့ဟောထားတယ်လို့ဝိသုသင်ကျတဲ့ပုဂ္ဂိုလ်ကဘုံဘုံလာရောက်ပြီးသတိပေးတယ်ဒါဆိုရင်အဝိအထည်မရှိတဲ့သူတွေကအဝိအထည်မရှိတဲ့သူတွေကိုသင်္ကန်းတော်များသူတန်းပြီးအမြောက်ဝေပေးပါလို့မြတ်စွာဘုရားဟောထားတယ်ဒါဆိုရင်နေရာထိုင်စရာမရှိတဲ့သူတွေရောနေရာထိုင်စရာမရှိရင်တရားတစောကြောင်းသိဗိမာန်ကြီးအဆုံးဆောက်ပြီးအမြောက်ဝေလိုက်ရင်သူတို့မှနေရာထိုင်စရာကြီးရမယ်ဗိမာန်ကြီးပေါက်တယ်လို့ဟောထားတယ်အဲယောဂပြည့်ပြီးတော့ခန္ဓာပြီးလူလက်နေတဲ့အောက်ကြီးကတော့အဲ့ဒါကြတော့ဆေးလူပြီးအမြောက်ရမယ်ဒါဆိုရင်အဲ့ဒါလို့ဖို့အတွက်ကပတ်စံလို့တာပေါ့နော်အရင်ဘုရားတဲ့သူတို့ကိုပြန်ပြီးတော့သင်တို့အဲ့ဒါမသားနိုင်တဲ့သူတွေသားနိုင်ရင်အဝိသိတဲ့သူတွေအဝိလူရင်ဒီတရားတရားမရှိတဲ့သူတွေဒီတရားတရားလူရင်ကျမ်းမာရေးမကောင်းတဲ့သူကျမ်းမာရေးကောင်းခြင်းရင်မင်းတို့အတွက်လူပေးဖို့ပတ်စံလိုလေဆိုတာပြောလိုက်ပါအဲ့ဒါနဲ့ပုံရခဲ့တဲ့ထိုင်တဲ့တိုင်ကိုသူတို့တွေကိုမြင်ရတော့အဲ့ဒီမှာပြောလိုက်တာနောက်နေ့ကြတော့ဘုရားမှာဘုံဘုံထိုင်နေရင်လာလာပြီးတော့ဒီဘုရားဘုတဲ့သူတွေကဘုံဘုံကြီးမှာချထားတာဘုံဘုံနဲ့ဒီလေးဘုံမှာထုံးတဲ့ဘုံသင်္ကန်းတဲ့ဘုံကြောင်းတဲ့ဘုံသေးတဲ့ဘုံလေးဘုံပုံပြီးပါတဘုံဘုံတော့ဘုံဘုံဘုရားကြီးနဲ့ယဟန်ပြီးပါချိန်မကတည်းကတပိဘုံလည်းပဲတပိလေးထည့်ပြီးပါနောက်ကြတော့တရားတစ်စောင်းကြောင်းသိရောဒီဘုရားမှာဆောက်လို့မှမရှိဘူးလားကြည့်ပါလေဘုရားဒါဆိုရင်အဲ့ဒီတဘုံကိုဒီဘုရားမှာတရားတစ်စောင်းကြောင်းသိအတွက်သူဖြတ်ပိုင်းလေးနဲ့ပြအလူကံပြီးဘုံဘုံကိုပြီးပါလို့ဆေးကြတော့ဟောဒီမြို့နယ်မှာနော်ဆေးရုံကြီးမရှိဘူးလားဆိုတော့ရှိပါတယ်ဘုရားရှိလို့ရှိရင်အဲ့ဒီဆေးရုံမှာတန်ခါတွေအတွက်ဆေးပရိသာပေဆိုပြီးလူပြီးပါလို့ဘုံဘုံဒီဘုရားကြည့်အားထုတ်တဲ့အချိန်တရဏဂုံ7400ပြည့်အောင်ကြိုးစားတဲ့အချိန်
မှာရသမျှအဲ့ဒါလေးတွေးသမှာလို့လုပ်ပြီးသူပြီးဘောကကအပွဲတွေကနေလုပ်ပြီးကြတယ်လုပ်ပြီးတော့ဘုံနေတိုင်းသုံးတော်ကအညဝေးနေတိုင်းသူစိန်ကန်းသူကားတာတွေကိုအညဝေးနေတိုင်းတရားတော်ကြောင်းသောတာကိုသူကားတာတွေကိုအညဝေးနေတိုင်းသေးပရိလာတွေကိုဒီသူတာတွေအညဝေးလိုက်တော့ကျွတ်သွားကြတာဘုံကိုအများကြီးနော်ဝန္တာပီတိပြည့်ပြီလေမြတ်စွာဘုရားဟောတဲ့အတိုင်းတကယ်လုပ်ပြီးရင်တကယ်ရပါလားဆိုတာသိလာခဲ့ရတယ်သဘောပေါက်လားအဲ့ဒီကလေးကနောက်ဘုရားတွေမှာတရကို7400တထူကို7400နဲ့နော်32ထူ32သိန်းကြီးအောင်ဘုံပွားခဲ့ရတယ်အဲ့တော့ဝိပုစင်ကျဲတဲ့ပုဂ္ဂိုလ်ကဘုံကိုလာရောက်ပြီးတတိပေးတယ်အဲ့ဒီ7400ဆိုပေမဲ့အရှင်ဘုရားက7400မှာဖြတ်လိုက်ရင်7400မပြည့်သေးဘူးဘုရားတဲ့အရှင်ဘုရားငိုက်သွားတာနဲ့တတိလေးသွားတာနဲ့ဟိုကြည့်ဒီကြည့်နဲ့ကြောက်ဒုက္ခတွေပယ်လိုက်လို့ကြည့်ရင်နော်အရှင်ဘုရား7400ပြည့်ပြီမဲ့6000တော်လေးပဲရှိသေးတယ်တဲ့ဒါကြောင့်တသိန်းလောက်ရွတ်ပါတဲ့တသိန်းပြည့်မှာ7400တင်ပါလေအဲ့ဒါနဲ့ဘုံနော်တကုဋ္ဌာတာကိုတသိန်းနဲ့30သိန်းရွတ်ရတယ်အဲ့ဒီလိုလေးရွတ်တော့အရှင်ဘုရားနော်ပြည့်ပြီးတော့ကြံထွက်ပါတယ်ဘုရားတဲ့ဒါကြောင့်လို့အရှင်ဘုရားအောင်မြင်တော့မယ်ဆိုပြီးတော့နော်ဘုံကြိုးစားရင်းနဲ့အဲ့ဒီ32သိန်းတရဏဂုံ32သိန်းအောင်မြင်သွားတယ်အဲ့ဒီလိုလဲအောင်မြင်ရောနော်တတိယသိန်းပွဲခွင့်ကြတွေကိုဘုံမျက်မိတ်မှာမဟုတ်တော့ဘူးမျက်စိပွင့်ကြည့်နေလည်းမြင်ရတော့တယ်နော်အဲ့တော့နေကွာနည်းနည်းပါးပါးကိုဖြောက်နေတာမှာဒီလိုလိုဖြောက်နေတာပဲဒီလိုတွေမမြင်ဘူးအကျင့်မရပဲကိုယ်တွေ့ပြီးမြင်နေတာဒီလိုလိုဘလို့ပြီးနော်ဖြောက်လို့ရမှာလေဆိုတော့ဒီလိုလားလို့ဒါကြောင့်ဆရာတော်ဘုရားကြီးပြောလိုက်တာမှန်တယ်အဲ့ဒီမှာဘုံအမြောက်ဝေးရင်းနဲ့လူကစိုးတွေဘုံမစိုးတွေတောပန်တွေတောင်ပန်တွေပါလာရောက်ဘူးညိုကြတယ်နောက်ကြတော့သူတို့ကကြောက်ကားတယ်အရှင်ဘုရားအမြောက်ဝေလို့တပည့်တော်ရာလူတက်သွားတဲ့နတ်တွေပါဘုရားတဲ့အဲ့တော့ဘာလို့ဖို့လဲလို့အရှင်ဘုရားတပည့်တော်တို့တဲ့ကြီးမားတဲ့နတ်မင်းကြီးကြီးပါသေးတယ်သူတို့တွေကလည်းအရှင်ဘုရားကိုပူးကျင်တယ်လို့ပြောတယ်သူတို့ပူးကျင်လားပူးလေလို့ကျုပ်အမြောက်ဝေပြီးပါပေါ့မဟုတ်သေးဘူးဘုရားသူတို့ပူးနိုင်ဖို့အတွက်အရှင်ဘုရားမှာအသင့်လိုသေးတယ်ဘာလို့ကျင့်ရမလဲအဲ့မှာတတိယသွားတယ်ဆရာတော်ဘုရားကြီးကသူတို့အညွှန်ကြားနေမယ်ဆိုတော့တဲ့ဟာကိုပြောစမ်းတယ်ဆိုတော့ဒုတိယပြီး32သိန်းထပ်လာပါဘုရားဒီ32သိန်းကို9ဝါနဲ့8လမလီဒုတိယ32သိန်းဆိုရင်10ဝါနဲ့16လဖြစ်တော့မယ်17ဝါနဲ့6လအဲ့တော့နည်းနည်းလေးစဉ်းစားလိုက်တော့အရှိရာအရှိရာတရားတွေအားလုံးကိုမသိရင်ဘူးလားအသိဉာဏ်လာတာပေါ့ကဲဖို့အတွက်ကရေပေးသိပြင်မယ်နော်အာယုံလွတ်လိုက်တာနဲ့သိအတိပြည့်စေရမယ်အဲ့ဒီတော့ဒီဒုတိယဘီလေးကိုအရှင်ဘုရားခက်ခဲနေကြလားမခက်ခဲဘူးလို့ကြိုးစားမယ်အရှင်ဘုရားကအလီရနေပါပြီတဲ့နော်ထပ်ပြီးကြိုးစားလိုက်ပါလေဆိုတော့အဲ့ဒါမှဘုံအားရပါရကဲဘုရားကြီးကတော့ကုံသွားပြီဘုရားအဲ့တော့ကုံသွားတော့ဘာလုပ်ရမှာလဲအထိုင်ချရမယ်အထိုင်ချဖို့အတွက်ကိုတက်တော်နတ်မင်းကြီးတွေကလာရောက်ပြီးအိတ်ဆောင်ပါလိမ့်မယ်အဲ့ဒါနဲ့ပဲဘုံသူတို့ပိတ်ဆောင်ဖို့အတွက်ဘာလုပ်ရမှာလဲအရှင်ဘုရားတဲ့မေတ္တာကမ္မထံကရုဏာကမ္မထံမုဒိတာကမ္မထံဥပိ္ပခကမ္မထံဆိုတဲ့ကမ္မထံ၄ပါးရဲ့မေတ္တာကမ္မထံကိုစတင်ပြီးတော့ပွားများပါဘုရားအဲ့ဒါနဲ့ဘုံပွားများလိုက်လို့15ရက်ပဲရှိသေးတယ်တခါတဲ့ပင်ကြီးကိုအခြေကြီးတွေကိုဘုံရောက်သွားပြီးတော့အဲ့ဒီထဲမှာတခါတဲ့အဲ့လိုတွေထားလဲပြီးတော့အကောင်ချီထိုးတက်သွားဝါသိပြီးသူရောင်ကြီးတက်သွားအပေါ်မှာပတ်ပြန်ပြီးတော့ဘုံချီကိုဘုံဆိုတဲ့ကြိုက်တာကိုခွေလိုက်ပြီးနဲ့နဂါကြီးတဲ့ဒီလည်းပြေဘာအင်းဆိုတဲ့ဆိုတော့ဒီလိုဝိဓုပက္ခဘုရားဘာလို့ပို့လာတာလဲအရှင်ဘုရားမန္တန်ကြပြီးကြည်ရန်အထောက်ရမယ်နေရာကိုဒီလိုလာပြီးတော့
မေပေးတာပါဗျာလာပြီးတော့နေရာချတာပါဗျာကဲဒါဆိုရင်ကျုပ်ဘယ်မှာအထိုင်ချရမှာလဲဆိုတော့အဲ့ဒါကတော့တပည့်တော်ရဲ့စစ်သူကြီးဖြစ်တဲ့နဂါမင်းလာတဲ့တောင်းလာပြီးပြောပြပါပြီဗျာဆိုပွားတယ်ကလည်းပြတယ်တော့ပါပြတယ်တော့ဒါလိုလာမယ်ဆိုတော့ဆက်ကြည့်ရပြန်တော့ကြည့်ရင်းနဲ့နောက်3ရက်လောက်တော့အဲ့ဒီလိုမျိုးတာပင်ကြီးလေးကိုရောက်သွားပြန်ရောက်လာပြီးတော့အဲ့ဒီလိုလိုက်လို့နေချပြီးဘွားကလေးပေါ်လာတော့ငွေရောင်နဂါမင်းနော်အတင်းငွေရောင်နဂါမင်းကြီးဆိုတော့နာမည်ဘယ်လိုခေါ်လဲဆိုတော့တတိတော်ကအေယာပတ္ထနဂါမင်းပါအေယာပတ္ထနဂါမင်းပြည့်ပြီးတော့အေယာဝရီဆိုတဲ့နဂါတိုင်းကြီးကိုအုပ်ချုပ်ရတဲ့နဂါမင်းပါတတိတော်တို့နဂါကြီးပြောစံတဲ့မြေကြောင်းကိုအေယာတတိတော်နေထိုင်တဲ့ဒီတိုင်းကြီးကိုအေယာဝရီတိုင်းကြီးလို့ခေါ်ပါတယ်တတိတော်ကအုပ်ချုပ်တဲ့အေယာပတ္ထနဂါမင်းပါအဲ့ဒါဆိုလို့ရှိရင်ကျုပ်ဘယ်မှာတရေသုံးပြီးနေရမှာလဲဆိုတော့အရှင်ဘုရားတရေတောင်မှာတရေသုံးပါဘုရားတရေတောင်သုံးမသားဘူးလို့အရှင်ဘုရားနီးလေးပါဘုရားတဲ့နော်တရေတောင်ဆိုတာဘယ်လိုဖြစ်လာတာလဲဆိုတော့ဒုတကောင်မင်းကြီးကနေပြီးတော့နော်အဲ့ဒီအချိန်တုန်းကပြေတရေဖြစ်ရဟာပေလေစိတ်ကန်းလူပါဘုရားပေလေကြီးရဲ့အစလူပါဘုရားတဲ့အဲ့ကနေပြီးတော့ဘုရားဘုရားပေါင်းကြီးကနှစ်စဉ်နှစ်တိုင်းတွားရောက်ပြီးတော့ဘုရားဖူးတယ်တဲ့ဖူးပြီးတော့ဝိတ်လုတ်ပြီးတော့ပြန်လာတယ်အဲ့ဒီလိုတစ်နှစ်တစ်ခါပြန်လာရင်းနဲ့နော်အဲ့ဒီလေးတောင်ဆိုကြောက်ကြီးဟာပင်လေကြီးထဲမှာအပုံငေါ့ထွက်ပြီးနေကြတယ်အဲ့ဒီကြောက်ဆောင်ပေါ်မှာတတိတော်တို့တိုင်းပြည်ကငကားတွေကနေပူဇာတဲ့လုံနေဗျာလုံတော့အဲ့ဒီပေါ်မှာအလေးလိုက်ရွာစီပြည့်နေတာကိုဒုတပေါင်းလေးကြီးကမြင်တော့မူကြီးမရာတွေကိုမေးတယ်အဲ့ဒါဘာပေါင်းလဲဆိုတော့မသိပါဘူးဘုရားဟောအဲ့တော့မူကြီးမရာတွေကအရှင်ဘုရားသိကျင်ရင်တော့အရှင်ဘုရားဒီလက်ကြာရှိသားဆိုရက်ပေါ်လိုက်ပါလားလို့လျှောက်ထားတော့အေးဘုရားလည်းပေးစံဒီလက်ကြာဆိုတော့ရက်ပေါ်လိုက်တော့တတိတော့သွားရပါတယ်ဘုရားသွားတော့အဲ့ဒါဘာပေါ်လဲဆိုတော့ကြောက်ဆောင်ကြီးမှာတတိတော်ရဲ့ငကားတွေတက်ပြီးတော့ဒီမှာလုံနာပါဘုရားလို့ပြောတော့မင်းနဂါးရဘယ်မှာနေတာလဲအဲ့ဒီရှောက်ဆောင်ကြီးအောက်ကအေယာဝတီဆိုတဲ့တိုင်းပြည်မှာဒီနေ့တော့အုပ်ချုပ်တာအေယာပတ္တနဂါးမိပါဘုရားဆိုတော့အဲ့ဒီနေရာကနေနာမည်ရှိမလားဆိုတော့မရှိသေးဘူးမရှိသေးရင်ငါနာမည်ပေးရခင်နဲ့အဲ့ဒီတောင်ထုံးနဲ့အဲ့ဒီရဲ့တောက်ကောင်ကြီးတွေကိုနဂီတောင်ဆိုပြီးဒုတကောင်ကြီးနာမည်ပေးခဲ့တာပါဘုရားနောက်ပိုင်းကျတော့ဒုတကောင်ကြီးပြန်လုံတော်မူပြီးတော့နော်နိုင်ရွာဆန်ပြီးတော့မေးတယ်20-50လေးမြောက်ပြီးတော့တော်လေးပြီးတော့နော်ညီကလေးကြီးသွားတဲ့လုံလေးတော့ပေါ့ညီသားတွေကတွန့်ခေါက်ပြီးတော့အနောက်ရိုးတောင်ကြီးပေါ်ပေါက်လာတယ်ခင်ဗျာအနောက်ရိုးတောင်ကြီးကမြင့်တက်သွားတော့နော်ငရေတောင်ကိုမိုးလိုက်တယ်လို့ပြစ်သွားပါတယ်ခင်ဗျာအဲ့တော့အဲ့ဒီအနောက်ရိုးတောင်ကြီးကားနေတော့ပေလေကြီးကမုံနိုင်ခွေးနဲ့နှုံးတင်ညီလူတွေအပြစ်နဲ့အခုအေယာဝတီတိုင်းဆိုတာကြီးပြစ်လာတာပါခင်ဗျာတဲ့ဒါကြောင့်လို့အရှင်ဘုရားဒီအေယာဝတီတိုင်းထဲမှာမွေးဖွားတာပြစ်သည့်အတွက်နော်ငရေတောင်တွေ့ရလွယ်ကူပါလိမ့်မယ်ဒါကြောင့်အခုဖောက်ထားတဲ့လမ်းမကြီးအတိုင်းအရှင်ဘုရားကြောက်လာပြီးပထမဦးဆုံးလမ်းမကြီးကတောင်သေးသေးကိုတစ်ထစ်ပြီးရင်ဒုတိယတောင်ကိုတစ်ထစ်နောက်တတိယတောင်ကိုကျော်ပြီးတော့မှလမ်းမကြီးကဘုရားမှာအောက်ကိုဆင်းသွားတာပါဒါကြောင့်အဲ့ဒီလမ်းမကြီးရဲ့ဘေးအဲ့ဒီဖြတ်ပြီးကငရေတောင်ကြီးပါဘုရားအဲ့ဒီမှာဘုံလုံးကတော့အချုံအကျယ်ကြီးနေရှိတယ်ပြီးအခုနှစ်ပေါင်းကိုထောင်ကြည့်သွားတဲ့အတွက်နှုတ်ရည်ကြီးတွေနဲ့တိရွက်ကြီးကြပြီးမြေသားတက်နေတော့အောက်မှာကြောက်ဆောင်ကြီးတွေကအတုံးလိုက်အခဲလိုက်ကြီးပြန်ရစ်ပြီးအပေါ်မှာဒီပြည့်နေပါတယ်ဘုရားအဲ့ဒီပြင်ပေါ်မှာအရှင်ဘုရားတရေသုံးပြီးအဲ့ဒီမှာတောရထောက်ပြီးရမယ်ဘုရားတဲ့အဲ့ဒါကျုပ်ဘယ်လိုလုပ်ပြနိုင်မလဲဒီနေ့တော့ရှိရနေဆောင်မယ်အရှင်ဘုရားနောက်ကနေလိုက်ပြီးတော့ဒကာဒကမတွေနဲ့လိုက်ကြပါဆိုပြီးပြောတယ်လိုက်ကြတော့ဘယ်လိုအတိတ်မရမလဲဆိုတော့အရှင်ဘုရားတဲ့ခြားတစ်ချက်တော်လောက်ကြည့်တဲ့ပူကင်းကြီးတွေ့ပါလိမ့်မယ်အဲ့ဒီမှုရဲ့တစ်ဖက်မှာနော်မိလောင်ထားတဲ့ပြင်းကလေးမုတ်ကြီးရှိမယ်ကျုံးလေကြီးလိုပြင်းကလေးမုတ်ကြီးရှိမယ်တစ်ဖက်မှာကတော့
ချတောင်ကိုအကြီးကြီးရှိမယ်အဲ့ဒီချတောင်ကိုကြီးနဲ့မိလောင်ကိုကြီးရဲ့ကြားထဲမှာဖြာတစ်ချက်ကတော့မှုအခင်းလိုက်ပြီးပေါ့နေတာတွေ့ခဲ့ရင်အဲ့ဒီနေရာအရှင်ဘုရားသိသုံးရမယ်နေရာအဲ့ဒီတော့ချတောင်ကိုကြီးနေရာကိုချတောင်ကိုကြီးကိုဖယ်ပြီးအဲ့ဒီနေရာကနေတူးလိုက်လို့ရှိရင်ပေ200ဆိုရင်တတိတော်တို့အောက်ကငကားတိုင်းကြီးရဲ့နတ်ရည်စင်ရည်စင်တန်လေးကိုရောက်ပါလိမ့်မယ်အဲ့ဒီရည်စင်တန်ကိုအရှင်ဘုရားတို့ယူပြီးတော့လူပေါင်းလောကမှာခုနှစ်ရသားသမီးတွေယောဂပြောက်အောင်နတ်ရည်စင်ဆိုပြီးတော့တတိတော်တို့ယောဂပြောက်လုပ်ပြီးမှဗျာတဲ့ဒါကြောင့်ဘုန်းအဲ့ဒီမှာနေရင်းနဲ့အဲ့ဒီရေအခက်ခဲလေးပြည့်လေလာတော့အဲ့ဒီမှာတူးခိုင်းလိုက်တာကြောက်တာကြီးနှစ်ထပ်ကြောက်တော်ကြီးဖြစ်တဲ့အတွက်ပေါက်လာတာခဲခဲပါလိမ့်မယ်တတိတော်မကူညီပဲနဲ့မရပါဘူးဗျာတဲ့ဒါကြောင့်ဘေးနာကရွာနေတဲ့အနည်းအနားမေးလိုက်တော့စက်သွေးတူးလို့မရဘူးကြောက်တာကြီးခန်းနေလို့သူတို့ရေမသုံးပါဘူးသူတို့သုံးရတာဒီခန်းကြောင်းလေးကနေသွားတဲ့နော်ခန်းကြောင်းကြီးပဲသုံးနေရတယ်တဲ့ဆိုတော့အဲ့ဒါနဲ့ဘုံဘုံကတူးမဲ့ပြီးခေါ်ပြီးတော့ကြောက်ကြနှစ်ထပ်တော့ရှိတယ်သို့တော်များလဲခရယေရနာအတွက်ကူပြီးပွဲတပွဲတရားယေရနာအတွက်ကူပြီးပွဲတပွဲတန်ခါယေရနာအတွက်ကူပြီးပွဲတပွဲတရဏဂုံအရှင်ဘုရားမှတ်ပြီးတော့ဝင်လေထွက်လေနဲ့အဲ့ဒီလိုက်ရင်ဗုဒ္ဓံတရဏံကိသာမိပြန်ထုတ်လိုက်ရင်ဓမ္မံတရဏံကိသာမိပြန်ကျူသွင်းလိုက်ရင်တဏ္ဏံတရဏံကိသာမိပြန်ထုတ်လိုက်ရင်ဗုဒ္ဓံတရဏံကိသာမိအာနာပါနကိုတရဏဂုံနဲ့ပွားပါဗျာဆိုတော့အဲ့ဒီဘုံပွားလိုက်ပြီးတော့တူးလိုက်ပြီးတော့အဲ့ဒီနေရာရောက်သွားရင်စက်ကတူးတာဒုံဆိုပြီးရှင်းတယ်မတူးတော့မှဘုံအာယုံကြပြီးပွားများလိုက်တဲ့အခါကျတော့မှဟောတူးရင်နဲ့နောက်ကြောကလေးကိုကြာသွားတယ်နောက်အဲ့ဒီနှစ်ထပ်နော်တိုင်းမှာလဲတွားပြီးစစ်လိုက်တော့ရေတန်းနဲ့နော်9.5ရှိတယ်အမတန်ကောင်းနေတယ်နော်ဟောနှစ်ပြီးတော့ဟောဒီရန်ကုန်မြို့တော်ဝင်မှာလဲတွားပြီးတော့မြို့တော်ခမ်းမကြီးမှာလဲတွားစစ်လိုက်တော့ရေတန်းနဲ့နော်ဒါကြောင့်လို့အဲ့ဒီရေတန်းတန်းတဲ့အပြင်တောက်သုံးတဲ့လူကအကုန်လုံးယောဂပြောကြတယ်ဒါကြောင့်အိဋ္ဌာတရားနတ်ရေကန်ကိုဘုံဘုံတို့လောက်တာပြီးတော့အဲ့ဒီမှာဒီကြောင့်လို့အဲ့ဒီရတဲ့ရေနဲ့အကုန်လုံးကိုနော်သာသနာပြုနိုင်တာသဘောပေါက်လားဒါကြောင့်ဣယပတ္တနဂါမိကိုယ်တိုင်နော်ပြေးကြတာအဲ့တော့ဣယပတ္တနဂါမိဆိုတာဘယ်ပါလဲဆိုတော့အရှင်ဘုရားတဲ့ခန္ဓာသုံးမှာပါတဲ့ဣယပတိဆိုတာတတိတော်ပါဘုရားတဲ့ဒါကြောင့်ဣယပတ္တနဂါမိငွေအောင်နဂါမိပါဘုရားဒီတော်ရဲ့တတိတော်တို့ရဲ့အကြီးကျယ်ဒီဝိရုပက္ခနဂါမိပါဘုရားအခုမော်ဒီကိုစောင့်ဆိုတာတတိတော်ရဲ့စစ်စစ်ကြီးပါဘုရားတဲ့အသိအောင်များပါတဲ့သဘောပေါက်လားအဲ့ဒါနဲ့ပဲနဂိတောင်ဆိုတာကတို့တကောင်လေးကြီးကနေပြီးတော့နာမည်ပေးခဲ့တာတဲ့အရှင်ဘုရားမယုံလို့ရှိရင်ကျေးဇူးစံတော်ဘုရားကိုသွားပြီးကြည့်ပါဆိုတော့အဲ့ဒီကကျေးဇူးစံတော်ဘုရားရဲ့ကြောက်စာကြီးမှာသွားကြည့်တော့မှနဂိတောင်ဆိုတာကိုဟောတို့တကောင်လေးကြီးသိခဲ့ရပြီမော်တင်ကိုသွားရောက်ပြီးတော့ဖူးမြော်တဲ့အခါမှာနဂိတောင်ကိုပတ်ပြီးတော့ဖြတ်ပြီးတော့သွားရတယ်ဆိုတာကိုတမန်စာထဲမှာရေးထားတယ်ဒါကြောင့်မလို့နော်နဂိတောင်ကအလေပေါလောက်ရောက်ပြီးတော့နော်နဂိတောင်ကနေမော်တင်နဂိတောင်ကနေတည်ဖြစ်တရားပြည်ဟာနဂိတောင်ကအလေပေါလောက်မှာရှိတယ်ဒါကြောင့်မလို့ဘုံဘုံတို့အခုချိန်ကြည့်လိုက်တော့နော်ဘုံဘုံနေတဲ့နေရာနဂိတောင်ဆိုတာပိုပြီးကျင်းစီလာတယ်တော့သူတို့အတိတ်မတိခေါ်တာကလည်းဖြစ်တဲ့အတွက်အေယာပတ်ဒီတိုင်းကြီးကိုအုပ်ချုပ်တဲ့နဂါမီကနေအုပ်ချုပ်တာဆိုတာသိကြရအဲ့မှာဘုံစတင်ပြီးတော့ဒုတိယပြီး30နှစ်ချိန်ပြည့်ပြီးတော့တတိယပြီး30နှစ်ချိန်မှာဆက်ပြီးတော့9ဝါနဲ့4လကျူးစားရတယ်နောက်တစ်ခါ30နှစ်ချိန်9ဝါနဲ့4လအဲ့တော့သူ့ချိန်ဆိုတော့9ဝါဆိုတော့15ဝါ4လ8လဆိုတော့1ဝါနဲ့4လအဲ့တော့16ဝါနဲ့4လမှာဘုံအဲ့ဒီ96သိန်းကိုတရဏဂုံကိုအောင်မြင်ခဲ့တာအဲ့ဒီလိုလဲအောင်မြင်ဘုံလက်နဲ့ထိသမျှအကုန်သိပြည့်နော်အဲ့တော့ဘုံမျက်စိကိုချုပ်ပြီးရောတူတော့ဆိုတာနဲ့ယောဂကြီးပြောင်းနောက်ပြီးတော့ကျောင်းထဲမှာရှိတဲ့အရွက်တွေယူလာတဲ့ကြိုက်ရွက်ခုလာတဲ့လူပြီးခုလာရင်ဘုံအဲ့ဒီရွက်ကိုလက်ပုတ်ပေးပြီးတော့အဲ့ဒါအိမ်မှာကျိုးတော့လိုက်တာပြောလိုက်တာဆိုရင်ယောဂပေါင်း
စုံပြောက်ကြတယ်အဲ့ဒီကနေစပြီးတော့နော်လူပေါင်းများစွာလာတဲ့အခါလူကြတန်းကြတဲ့အခါဘုံဘုံကမြတ်စွာဘုရားနဲ့ယဟန္တာ900ကိုနေ့စဉ်သိရှိချိန်ကြာဒီဝမန္တာပြီးသုံးတဲ့ဘောစီသူကျင်ရတာတွေဆက်ကပ်ပြီးတယ်သူရကုံစီဘုံမြတ်ကြီးမှာတွေ့စဉ်တွေ့ကြတွေ့သားစဉ်နဲ့လာစဉ်လာပြီးတယ်တရားတော်ကြောင်းသိနေကိုကြောင်းရင်းမှာလဲဆောက်တယ်လို့တကူကြီးကမှဆောက်လို့လူတန်းနဲ့တရားတော်ကြောင်းသိနေကိုပုံပုံလူတန်းပြီးတယ်နောက်ပြီးတော့ဒီအဖြစ်ကြတော့ဒီမိဒဒါနသံဃာတိယကြီးမှာမန္နိုင်ကြပြီးတော့စိတ်ဓာပင်အဖြစ်လာစဉ်လူပေးတယ်အဲ့လိုလူပေးပြီးတော့အမြတွေဝေတဲ့အခါမှာမမြတဲ့တတိတရေဝဲပိတ်တာတွေအကုန်လုံးပြုတ်ကြတယ်အဲ့ဒီမှာတရားမင်းကနော်ထုံလာပြီးဗုဒ္ဓနေ့မှာဘုံဘုံတို့ဗုဒ္ဓပူဇော်ပွဲလုပ်နေတော့မှကြွရောက်လာပြီးဘုံဘုံကိုတတိပေးတယ်အရှင်ဘုရားတဲ့အရှင်ဘုရားကမကြုံမလွတ်တဲ့သူတွေကိုအားလုံးလုပ်ပြီးအမြဝေပေးပြီမဲ့အလူရှင်ရဲ့အဖိုးအဖွားမကျွတ်တာတွေကိုဂယုစိုက်ပြီးတော့လုပ်ပေးပါအလူရှင်ရဲ့မိခင်ဖခင်မကျွတ်တာကိုဂယုစိုက်ပြီးအမြဝေပေးပါအဲ့တော့တသိန်းကိုတောင်အမြဝေပေးရင်ဒါရောက်လူတန်းနဲ့အလူရှင်ရဲ့အဖိုးအဖွားကြီးမိခင်ဖခင်အဲ့ဒီဘက်ကသူမျိုးတွေအဲ့ဒီဘက်ကသူမျိုးတွေဆရာတတိကျေးဇူးရှင်တွေပြတ်လုံသားမှုကျေးဇူးရှင်တွေကိုအရှင်ဘုရားအလူရှင်တွေအတွက်ဆိုအမြဝေပြီးမှအလူရှင်တွေမှာလူဝါကျုံနဲ့မှာပေါ့ဗျာတဲ့ဟုတ်သားပဲနော်တချို့အလူရှင်တွေလာရောက်လူတန်းတဲ့အခါသူတို့အိမ်ကနေပြီးတော့မကျုံမလွတ်တဲ့ပုဂ္ဂိုလ်လိုက်လာတယ်ဗျာလိုက်လာတဲ့အခါကျတော့အရှင်ဘုရားအမြဝေကိုကျွတ်သွားရတဲ့အခါမှာအလူရှင်တွေရဲ့အဖိုးတွေအပွားမိဘတွေနော်တတိယဖြင့်ကျေးဇူးရှင်တွေဟာသူတို့တားရှင်လာကြတယ်အဲ့ဒီတော့အရှင်ဘုရားကြီးကိုလာရောက်တဲ့အခါမှာအရှင်ဘုရားကသူများတွေနဲ့ပို့ပြီးတော့ဦးစားပေးပြီးတော့သူတို့ကိုအမြဝေပေးလိုက်ပါဒါပေမဲ့အလူရှင်ကအရှင်ရှင်တွေအပေါ်မှာကာယကံဝစီကံမနောကံကြီးမှရင်နော်တော်ရုံကျုံမှာမဟုတ်ပါဘူးဗျာဒါကြောင့်အလူရှင်တွေကိုမိမိတို့ရဲ့ကျေးဇူးရှင်ခင်မုန်းကြီး10ပါးကိုတောင်းပန်ကြကြကြောတဲ့ပွဲကိုတလတည်းလုပ်ပြီးတော့အမြောက်ဝီမှာအဲ့ဒီကျေးဇူးရှင်ခင်မုန်းကြီး10ပါးအကုန်လုံးကျွတ်ပါလိမ့်မယ်ဗျာတဲ့မိခင်ဖခင်ကျွတ်လိမ့်မယ်အဖိုးအဖွားကြီးကျွတ်လိမ့်မယ်အဖထိုင်ရာအမိပဲထိုင်ရာကျေးဇူးရှင်ကျွတ်လိမ့်မယ်ဆရာခင်ကျေးဇူးရှင်ကျွတ်လိမ့်မယ်သာဝကျေးဇူးရှင်ကျွတ်ပါလိမ့်မယ်ဗျာတဲ့နောက်ပြီးတော့အရှင်ဘုရားကိုတတိပြောချင်တာကကျောက်သားဘူးကျေးဇူးရှင်တွေမှာသူတို့တတ်ပြစားထားတဲ့တလိမ့်မကျွတ်တာတွေကသူတို့ကိုပြန်နှိမ့်ပါလိမ့်မယ်ဗျာအဲ့ဒီလိုနှိမ့်တဲ့နော်အနှိမ့်တဲ့မခံရအောင်သူတို့ရဲ့ပတ်စံနဲ့အခုသုံးသင်္ကန်းကြောင်းသိလူမပြီးသေးဘူးတဲ့သဘောပါလားဒါဆိုရင်ကျုပ်ဘုရားတဲ့တွေ့ရအောင်မှာပေါ့ပြရမယ်တဲ့ကျေးဇူးရှင်ဆိုတာသူတို့တတ်စားလိုက်တဲ့တိရစ္ဆာန်တွေကသူတို့ရဲ့ကျေးဇူးရှင်ဖြစ်သွားပြီတလုတ်တော်မကဘူးအလုတ်ပေါင်းများစွာသားစာပေါင်းများစွာစားထားတဲ့အတွက်သူတို့ရဲ့ခန္ဓာကိုယ်နဲ့လူတွေဟာအာဟာရအဖြစ်တိဆောက်ရတာဖြစ်လို့ကျေးဇူးဆက်ပြီးမှလွတ်ရောက်ပါလိမ့်မယ်ဗျာတဲ့အဲ့တော့သူတို့စားတဲ့အကောင်းကြီးကောင်းရာသူစတိရအောင်ရောက်အောင်ကဘုရားတဲ့ပြီးမှပြည့်မယ်အဲ့တော့ခင်မုန်းကြီး10ပါးအွယ်ဝင်နော်မြင့်မှုတောင်းပါတဲ့ကျေးဇူးရှင်တွေကိုကျေးဇူးဆက်ရမှာဖြစ်သည့်အတွက်မိဘကျေးဇူးမြင့်မှုဦးဆိုတဲ့ဇေယျတော်မြတ်ကြီးကိုတီးပါဗျာတဲ့ဆိုတော့သာဓုသမီးအဲ့ဒီလိုလာပြီးသူ့ရဲ့အထဲကနေပေးပြီးတော့မှအမြောက်ဝူလိုက်တဲ့အခါအကုန်လုံးကျွတ်သွားကြတယ်သဘောပေါက်လားရို့ရမယ်ဗျာအရှင်ဘုရားလည်းတရဏဂုံ96သိန်းအောင်မြင်ခဲ့ပါပြီဗျာအရှင်ဘုရားလုပ်ပြီးပြီမဲ့အလူရှင်ဘက်ကတာဝန်မကြည့်ရင်ကျွေးမကြည့်ပါဘူးဗျာတဲ့သဘောပေါက်လားအဲ့တော့အလူရှင်ဘက်ကလည်းကျွေးကြည့်အောင်မနေ့တည်းစီညတဲ့စီလေးကိုနေတိုင်းကျွတ်ပေးပါအဲ့တော့ဘုံသားတို့သမီးတို့လူတဲ့အထဲထဲကနေသုံးတက်ကတင်းတက်ကကြောင်းတက်ကသေးတက်ကနဲ့ဘုရားတက်ကကုသိုလ်ငါတို့လုပ်ပေးလိုက်ရင်ဘုံကသားတို့သမီးတို့
လူတဲ့ညောင်စီလေးတွေကိုသူ့ပေါင်းလိုက်တော့ညောင်ပေးမဖြစ်ဘူးလားအဲ့ဒီညောင်ပေးကိုကုသိုလ်၅မျိုးခွဲပြီးလူပေးလိုက်တော့ပရိယာပေးမဖြစ်ဘူးလားအဲ့ဒီလိုပရိယာပေးပြည့်သွားတော့ကာလူသမီးတို့တွေနဲ့ဘုံဘုံကပေါင်းပြီးတော့အမြလဲဆိုတော့မကျွတ်လို့လားတခုရှိတာကအလူရှင်ကတရဏဂုံမရှိရင်အရှင်ဘုရားကြာပါလိမ့်မယ်အဲ့ဒီတော့ဗုဒ္ဓဘာသာဖြစ်မှသဘောပေါက်လားဗုဒ္ဓဘာသာဖြစ်ဖို့ကဘာရှိရမလဲတရဏဂုံရှိရမယ်အခုလူတွေအားတဲ့အမိခံပဲရှိတယ်တဲ့နော်ဗုဒ္ဓဘာသာအစ်မဖြစ်ဘူးတဲ့အသိဖြစ်ဖို့ကဘုရားရှင်ကြီးမှာတယ်လို့မမေ့မလျော့မဟုတ်တာနေ့စဉ်ဒုက္ခပြီးပွားရမယ်တို့တဲ့လူတွေပွားပြီးတော့ကိုယ်ရှင်ဒီမှာကိုယ်ပြီးထူးခြားတဲ့နဲ့အောင်နေ့စဉ်ရုပ်ပြမယ်တဲ့သဘောပါလားအဲ့ဒီအားလမ်းကြောင်းပြည့်တဲ့ရုပ်နဲ့ဈေးကြောင်းနေရဲ့ဥပမာဝေပြတ်တော်နေရဲ့ရုပ်နဲ့သူမကောင်းဘူးလားဆိုင်ကားစီးရဲ့ရုပ်နဲ့အာစီးရဲ့ရုပ်နဲ့ဆိုရင်မကောင်းဘူးလားအဲ့တော့သွားရင်ရဲ့ရုပ်နဲ့တတိယတိုင်းရုပ်နဲ့ဆိုမကောင်းဘူးလားဒီတိုင်းပုံမှန်ရတော့လက်စီညာတဲ့စီရုပ်ပြီးရားထဲမှာတတိယတိုင်းရုပ်ရင်နော်ကိုယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့မကောင်းသောဝါးတွေမကျွတ်နိုင်ဘူးအဲ့ဒီတော့ဘုံဘုံကမေးရဲ့အဲ့ဒီတရားမေးလို့အဲ့ဒီလိုအတ္တခံပြီးအဲ့ဒီဆန်ဒီဘာကောင်းသောဝါးတွေအမှန်တည်းဆိုတော့ဒါဆိုရင်တတိတော်မေးတာကိုအရှင်ဘုရားဖြေမှပြည့်တော်မယ်ဒီမှာမေးတာမှာလူတွေရင်ဘယ်မှာမြုပ်တယ်လဲဘယ်မှာမြုပ်တယ်လဲတရားကုန်းမှာမြုပ်တယ်တရားကုန်းမှာမြုပ်လိုက်တော့သူခန္ဓာကိုယ်ကြီးဘယ်လောက်ကြီးပဲအပွားကြီးသိအောင်နေပြီးတော့ဒီနဲ့ထောက်ပြီးမဲ့တိကျသွားပြီးမဲ့သူအယုသူအသားရှိတဲ့အတွက်မကြုံမလွတ်တဲ့သူကအဲ့ဒီထဲကိုမရောက်မသွားနိုင်ဘူးလားအဲ့တော့ကဲခေါင်းနဲ့ထဲမယ်ခေါင်းနဲ့ထဲပြီးဂူလုတ်ပြီးထဲမယ်ထဲပြီးတော့အပြင်ကနေအင်္ဂလိပ်ပိတ်အောင်တာမယ်ပြီးရင်စိတ်ကြရအောင်ကြွေးကားပြီးပါခန့်မယ်ဒါနဲ့သူ့အသားသူ့အယူသူ့ခန္ဓာကိုယ်ကြီးဒီဂူထဲမှာရှိတဲ့အတွက်ဟောမကြုံမလွတ်တဲ့သူကဝင်လို့ထွက်လို့မရဘူးလားဒီဘလောက်ထူဘလောက်ကြီးလုံးလို့မရဘူးမရဝင်လာထွက်တာပဲအဲ့တော့သူ့ကိုမြုပ်တဲ့တင်းချိုင်းကုန်းမှာသူတို့နေရတယ်တဲ့သဘောပါလားဒီတင်းချိုင်းကုန်းမှာမြုပ်ပြီးဟိုဘက်တင်းချိုင်းကုန်းသွားနေလို့ရလားဟိုဘက်တင်းချိုင်းကုန်းကလက်မကန်ဘူးနေတော့အကျော်မကန်ဘူးအဲ့သူ့ကိုမြုပ်တဲ့နေရာသူတို့ကိုထားတဲ့နေရာမှာပဲသူတို့နေရတယ်ဗျာတဲ့အဲ့ဒါဆိုရင်တပည့်တော်မေးမယ်တိရစ္ဆာန်တွေရဲ့အသားကိုဘယ်မှာမြုပ်တယ်လဲဘယ်မှာမြုပ်တယ်အဲ့တော့တရားမရတပည့်တော်ရှောင်းတယ်ဗျာအသားများစွာရဲ့မြုပ်တိရစ္ဆာန်ပေါင်းများစွာရဲ့အသားတွေကိုဘယ်ထဲထည့်လဲစာရီဆိုတဲ့ခေါင်းနဲ့ထည့်ပြီးတော့ခန္ဓာကိုယ်ဆိုတဲ့ဘူးထဲမှာထည့်ပိတ်တာဗျာအဲ့တော့သူတို့အသားတွေအသွေးတွေအရည်တွေအကုန်ရှိတဲ့ဒီခန္ဓာကိုယ်ခေါင်းလေးကိုမကြုံမလွတ်တဲ့အကောင်တွေမဝင်နိုင်ဘူးလားဝင်နိုင်တယ်ဒါကြောင့်အိမ်သောနဲ့လည်းမတားနိုင်ဘူးခြံသောနဲ့လည်းမတားနိုင်ဘူးလူနဲ့ပူသောနဲ့ရှိပါတယ်ဘုရားပူသောနဲ့လည်းမတားနိုင်ဘူးဘာဖြစ်လို့လဲသူတို့အသားတွေမြုပ်တာတဲ့ခေါင်းလေးကိုသူတို့ကိုယ်တိုင်ဝင်လို့ရတယ်သဘောပေါက်လားအဲ့တော့လူဆိုတာဘာနဲ့တူလဲဂူကြီးနဲ့တူတယ်အသားကြီးဆိုတာဘာနဲ့တူလဲခေါင်းနဲ့ဒါကြောင့်သူတို့ရဲ့အသွေးအသားတွေအယိုးတွေအစီတွေအနစ်တွေကိုဟောအသားကြီးနဲ့ထဲလိုက်ပြီးတဘူလုံးကိုပြန်မသွားဘူးလားတွေးတဲ့ပုံရောက်ဘူးလားအသားလေးပုံမရောက်ဘူးလားတွေးတဲ့ပုံမရောက်ဘူးလားနောက်ဆုံးပုံမရောက်ဘူးလားအပုံရောက်တာအဲ့တော့သူအသွေးသူသားတွေကြည့်နေခန္ဓာကိုယ်ကြီးတဲ့သူတို့ဝင်လို့မရဘူးလားဟိုမှာအလုံးပိတ်ထားတဲ့ဂူကြီးအင်္ဂလိပ်ကပ်ပြီးတော့တွေ့ရတော့အပြင်ကနေထပ်ကပ်ပြီးအချောခံရတာဘာဖြစ်လို့ဝင်နိုင်လဲအဲ့တော့လူကြတော့အလုံးပိတ်ထားတာမဟုတ်ဘူး။ဘာရောက်ပဲနဲ့ပေါက်ကြည့်။အဲ့ဒီအပေါက်တွေကဝင်လိုက်ရင်ဘယ်နဲ့နေ။အဲ့ဒီမကောင်းသောဝါကြီးတွေကငါတို့ကိုတတ်ပြတ်တားတယ်
ဒီကောင်ကြီးကိုအထက်ကနေပြန်ပြီးတော့နှိမ့်ဆက်မယ်ဒါကြောင့်မလို့ဥပမာပါဇက်ကလည်းဝင်သွားတော့တဖုံးကြီးအထက်မှာဝင်ပြီးတော့နေလိုက်ရင်တဖုံးသူတို့နေတဲ့ညာအနာပေါက်တာပဲအနာပေါက်လို့ရှိရင်သူတို့အိမ်လုံးလိုက်ရင်အခြေကြီးပြလာအဲ့ဒီမှာပြည်ရပြီးတော့တဖုံးကိစ္စရှားတဲ့ကိုတို့ဝင်သွားလိုက်ရင်ရှားကိစ္စအဲ့ဒီရောက်တော့လက်ဘေးထဲမှာသူတို့နေတဲ့နေရာတွေကအခြေကြီးပြလာတာပဲတော့ပါလားဒီကအတိတ်လမ်းကြောင်းလေးတွေဝင်လဲသွားအဲ့ဒီရောက်သွားတော့အထုပ်ထဲမှာအိမ်နေလဲတယ်ပေါ့အလုံးတွေအကျိတ်ကြီးအနာတွေပေါက်ပြီးတော့အနာပထုပ်တွေနဲ့အပေါ်မှာတကားလေးကြီးလေးတဲပြီးတော့ကိစ္စပြည့်ကုန်ကြတယ်နှာခေါင်းကဝင်သွားတော့နှာခေါင်းထဲမှာပုတ်စုံနာလို့နော်နှာခေါင်းသွေးရနာတွေပြီးနှာခေါင်းယောဂကြီးပြည့်ပြီးတော့အဲ့ဒါသူတို့နှာခေါင်းကဝင်သွားတာပါဖေနှာခေါင်းကဝင်ရင်းနဲ့တချို့ကတော့နောက်လေရောက်တော့ဦးနောက်မှာအကျိတ်ကြီးတဲတော့တာလေဗျာသူတို့နေတဲ့နေရာအကျိတ်ဖြစ်သွားတယ်အတုံးဖြစ်သွားတယ်သဘောပါလားအဲ့တော့သူတို့သွားရင်းနဲ့အသက်ရောက်သွားတော့အသက်ကြီးပြန်စားတော့အသက်ဒီမှာအနာပေါက်အကြောက်တန်ရောက်တော့ကြောက်တန်မှာလို့တော့အနာပေါက်နောက်တော့ဒီကုလုံးကြောက်ဝင်ရင်းနဲ့တတိဒီမှာအနာပေါက်တကားရဲ့ခန္ဓာကိုယ်တစ်ခုလုံးညပ်ပြီးတော့သဘောကနေဝင်လဲသွားတော့ဖုဒ္ဓနာဘေဒီနာတွေလက်ကောင်းတွေတို့ပြီးတော့ဝင်သွားတော့ပေါင်းဒီမှာအကျိတ်တို့ခြေထောက်ဒီမှာအကျိတ်တို့အဲ့ဒါတွေကတရားမပါဘူးဗျာတဲ့သူတို့အသာစားတာလို့မကြုံမလို့တဲ့အကောင်တို့ကြီးကသူတို့ခန္ဓာသူတို့နေရတဲ့ခန္ဓာကိုယ်လေးဝင်ပြီးသူတို့နေတာပါဗျာတဲ့နေရင်းနဲ့သူတို့ကိုစားတာတဲ့အစီအနစ်တွေကိုတို့ပြန်ထုတ်မယ်လို့စုပ်လိုက်ရင်းနဲ့လူကပိမ့်ပြီးတော့နောက်ဆုံးအသက်ထွက်သွားတာဘယ်လိုမှအခုနေမတူပါဗျာတဲ့ဘာဖြစ်လို့လဲကြားမင်းဆိုတော့ငါတို့ကိုစားထားရအောင်သိအောင်ပြန်စားမယ်ဆိုတော့စေတူပါမလားမတူတော့တာတဲ့ဒါကြောင့်မလို့အခုလူပေါင်းလောကမှာဖြစ်နေတဲ့ယောဂါတွေဟာအသားခံရတဲ့တိရိစ္ဆာန်ကသူတို့သိတယ်လို့သိအောင်ပြန်တတ်နေတာပါသူတို့အသားကိုပြန်စားနေတာပါဗျာတဲ့ဒါကြောင့်လောကကြီးမှာမြတ်စွာဘုရားကအဲ့ဒီလိုတွေဖြစ်လာမှာသို့လို့နော်ကိုချင်းစာတရားကြီးမှတော့လေတော်ရီခန္ဓာကိုယ်ကြီးစာပါအသက်ချင်းကိုချင်းစာပါမိသားစုချင်းကိုချင်းစာပါလို့ခေါ်ခဲ့တာဗျာသဘောပါလားအဲ့ဒီတော့သာဓုသမီးတို့ကိုဘုံဘုံကနေ့တိုင်းတရဏဂုံရွတ်နိုင်ဖို့အတွက်အသက်ထက်ဆုံးတရဏဂုံပေးလိုက်မယ်ယူသွားမလားအဲ့တော့ဘုံဘုံက96သိန်းတောင်ခန္ဓာကိုအဲ့တော့သူ့ရဲ့အင်အားနဲ့သာဓုသမီးကိုနေ့စဉ်ရွတ်ဖို့အတွက်တက်တက်လုံးတာကိုဘုံဘုံပေးလိုက်ကြရတယ်တဲ့သဘောပါလားအဲ့တော့သာဓုသမီးကိုယူပါရင်မနေ့တက်စီညနေတက်စီပြီးတော့မှန်မှန်ရွတ်ပြရမယ်ရွတ်နိုင်ပါမလားအေးတရဏဂုံနဲ့နေ့စဉ်မှရွတ်အောင်မှာဖြစ်တယ်လို့တရားမင်းပြောတဲ့အတိုင်းအကောင်ကြီးတွေကခြေလေးချောင်းကောင်တွေကရက်တက်ပြီးတော့နော်နှိမ့်ထုတ်တာလည်းပဲတယ်လို့ကျွတ်အောင်လုပ်တာလည်းအမှန်တန်သေးပါတယ်ဗျအဲ့တော့အရှင်ဘုရားရဲ့အင်အားနဲ့တော်တော်သုံးလိုက်လို့သူတို့ထွက်သွားပြီမဲ့နောက်ထပ်မစားဖို့အရေးကြီးတယ်ဗျာတဲ့သဘောပါလားအဲ့တော့အရင်စားတာလို့သာဓုသမီးတို့ခေါင်းထဲမှာအစာရည်ထဲမှာရောက်နေတဲ့မကောင်းသောဝါးတွေဟောဒီခန္ဓာကိုယ်အနှံ့ပြားမှာရောက်နေတဲ့မကောင်းသောဝါးတွေကိုဘုံရိုက်ထုတ်လိုက်ပြီးရတယ်သဘောပါလားအေးဘုံကရိုက်ထုတ်လိုက်ခတ်စားလိုက်ဆိုရင်ရှေ့အကောင်ကပဲခံတယ်နောက်အကောင်ကလေမရတော့တို့မှတော့အရိုက်မခံဘူးတို့ကဥအောင်တမ်းတယ်ဆိုစလိုက်ဘုံကြည့်တော့မရောက်ဘူးအသက်ထွက်သွားတယ်ဟောပါလားဒါကြောင့်မလို့သာဓုသမီးတို့ဘက်ကကိုချင်းစာကြနဲ့ဇတ်တုသားဖြစ်တဲ့ကိုမှလည်းလည်းကြောင်းကြည့်တော့တိရိစ္ဆာန်တွေမှလည်းလည်းကြောင်းကြည့်နေကြောင်း၄ကြောင်းကြီးကိုချင်းစာပေးပါတဲ့တာနိုင်ပါလားအဲ့ဒီလို၄ကြောင်းကြီးကိုချင်းစာပြီးတော့တရဏဂုံကရွတ်စမ်းမှာဘုံဘုရားအောင်ပေးပြီးမယ်နော်ယောဂန်မဝင်အောင်လုပ်ပေးမယ်ညပြီးတော့ယန္တမျိုး၅ပါးမိလောင်နာတို့ရေတို့နော်ရေနိမိတ်ဒီတရားတို့သခုခုတာတို့ကပိုင်းနဲ့ခံရတာနော်သူများနှိမ့်တဲ့ရင်ပါအတအရခံရတာဒီမဖြစ်ရအောင်ပါဝယ်ပြီးရတယ်သဘောပါလားအဲ့တော့သူများရဲ့ယုံနာခန္ဓာတွေကိုဘေးမဲ့ပြီးရင်ကိုယ့်ရဲ့ယုံနာခန္ဓာကိုဘေးမဲ့မရဘူးလားရပါတယ်ဗျာညာစားလို့ရပါမလားရပါဗျာသူများအားလို့ရပါမလားအဲ့တော့ယောဂသူတွေစရောက်မလား
မစားနိုင်ကိုကမှသူများအသာမစားရင်ကိုသားလည်းစားမယ်သူမရှိဘူးပေါ့သဘောပေါက်လားဒါကြောင့်သူများအသာစားနေရင်ကိုယ်စားမယ်ယောဂကိုယ်တွေကအလိုလိုရောက်လာမှာပဲသဘောပေါက်လားအဲ့တော့ဒါတို့သမီးတို့အတွက်တန်ဖိုးရှိတဲ့တရဏဂုံကိုတစ်လုံးသာပေးလိုက်မယ်ယူသွားမလားအခုဆိုရင်ဒါသမီးတို့ရဲ့အိမ်တွင်းအိမ်ကြီးခြံတွင်းခြံကြီးဈေးရောက်တဲ့မျိုးဆိုင်တွင်းဆိုင်ဈေးတွင်းဈေးကြီးမှာရှိတဲ့မမြင်ရတဲ့ပုဂ္ဂိုလ်ဒီမှာအများကြီးဖြစ်နေဘုံဘုံမျက်လုံးနဲ့တော့မလို့ရွာစီတဲ့ပေါ်စိတ်တွေကအောင်နေရတယ်ကြည့်ကိုတယောက်လောက်နဲ့တွေ့ပြီလားအခုလူနဲ့ဘယ်လောက်လောက်ကြည့်မလဲသူတို့ကတရဏဂုံပေးရမှာတို့အလုပ်ကလေးကြီးပြီးတော့တတိတော်ကိုကျွတ်ချင်ပါပြီဗျာတတိတော်ကိုကျွတ်အောင်လုပ်ပေးပါဗျာမသားနိုင်တာတွေစားနိုင်အောင်အဝိရှိတာတွေအဝိရှိအောင်ဒီကထိုင်တရားမရှိတာတွေဒီရအောင်သူတို့ယောဂလူကြီးခံစားနေရတာတွေပျောက်ပြီးတော့နှကောင်းနှက်ပြောင်းလုပ်ပေးပါဗျာတော့သူတို့ကလည်းတရဏဂုံမရှိရင်သူတို့တာလို့ခေါ်လို့ရပါမလားအေးအဲ့တော့သူတို့ကိုလည်းပေးရမယ်တာလို့သမီးတို့ကလည်းလိုက်ဆိုရမယ်ဟုတ်တဲ့အခါမှာတာလို့သမီးတို့ရဲ့ခန္ဓာကိုယ်လေးကိုခိုင်မာအောင်ဆိုပြီးတော့ဘုံဘထည့်ရမှာတစ်လုံးသာထည့်ပေးရမှာထည့်ပေးလိုက်ရင်တဖြည်းဖြည်းဘုံဘထည့်ပေးတဲ့ဟုတ်ကြောက်အဲ့မှာတာလို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုတဖြည်းဖြည်းပြန်ပြီးတော့လုံးသွားရင်မကောင်းဘူးလားအဲ့ဒီလိုလုံးကပြန်သွားဖို့ကတရဏဂုံသွားမလို့ဘူးလားအဲ့တော့မဲ့ဒီညနေသက်စီလေးရွတ်ပေးရင်တဖြည်းဖြည်းနဲ့ပြန်သွားဘူးလားဘုံဘကဦးနောက်တဲ့လိုက်ရဲ့ဆိုဦးနောက်တစ်ခုလုံးပြန်ပြီးရင်ခေါင်းတစ်ခုလုံးပြန်တယ်ပြီးရောက်ဒါတို့သမီးတို့ကဆက်ပြီးရွတ်ချင်းနဲ့ဟောပကုံးကြီးရောက်တဖြည်းဖြည်းတဲ့ရောက်ဘိုက်ရောက်ကြီးပြားရောက်တော့ဟုတ်လားဘုံဘကကွာအောင်လုပ်ပေးလို့မရဘူးကိုယ်ပိုင်ကိုကိုယ်ရတဲ့ကြီးတဲ့ဥစ္စာကိုပွားအောင်ကိုယ်ပိုင်လုပ်ရမယ်သဘောပေါက်လားအဲ့တော့ရေးထားတာကိုအရေးအတိုင်းထားမလားပွားရမလားအဲ့တော့ဘာနဲ့ပွားမလဲတရဏဂုံနဲ့ပွားပါဒါကြောင့်စီးပွားမှာလဲတရဏဂုံနဲ့ပွားဖို့လာတယ်နော်အဲ့တော့စီးပွားရေးကောင်းတယ်ကျန်းမာရေးကောင်းတယ်အိမ်တော်ရေးတွေသာယာပြောင်းကျူးတယ်လူကြီးအောင်တယ်အတိတ်ကနေအောင်ပြီးတော့ပြီးနိုင်တာလူနိုင်ကျန်းနိုင်ဖြစ်တယ်ဆိုတာတရဏဂုံရဲ့ဂုဏ်ကြီးတွေသဘောပေါက်လားမှန်ပါဗျာဟောဘေးတို့ရန်တို့အန္တရာယ်တို့ဂျိုတို့ကြမှာတို့ကိုကြီးကရိုက်ထုတ်လိုက်ပါသဘောပေါက်လားမှန်ပါဗျာဒါတို့သမီးကိုဥပမာပြောရင်ကောင်းသီးဆိုတဲ့အလုံးလေးဟာမလေးလားမှန်ပါဗျာကဲအဲ့ဒါလေးကိုချပြီးထောက်ကြတယ်ရိုက်ထုတ်လိုက်တာအဝေးကြီးမသွားဘူးလားမှန်ပါဗျာအဲ့ဒီအတိုင်းပဲနော်ဘယ်တော့လေးတဲ့အကုသိုလ်ဂျိုတို့ကြမှာတို့ရှိတယ်ကမို့တရဏဂုံနဲ့ဒါကိုရေးတာတရားနဲ့ဒါရိုက်ထုတ်လိုက်ရင်ဟိုကလေးလွတ်သွားမှာသဘောပေါက်လားအနာတော်အနိုင်ပါမလားဒါဆိုလို့ရှိရင်ဒါလို့သမီးတို့နေတိုင်းရုပ်တယ်ဆိုဘုံဘုံပေးလိုက်မယ်ယူသွားမှာကဲကြည့်ကြနော်တရဏဂုံကြမယ်အင်းတဲ့ဒီယနေ့မှာအစာပြု၍ဘာလို့လဲအသက်သေဆုံးသည့်အသည့်ဘုရားသရဏံကိသာမိပါဗျာဓမ္မသရဏံကိသာမိပါဗျာသံဃာသရဏံကိသာမိပါဗျာဒုတိယံပိဣဇာတေကေဘာနုဝေယံဘုရားသရဏံကိသာမိပါဗျာဓမ္မသရဏံကိသာမိပါဗျာသံဃာသရဏံကိသာမိပါဗျာတတိယံပိဣဇာတေကေဘာနုဝေယံဘုရားသရဏံကိသာမိပါဗျာဓမ္မသရဏံကိသာမိပါဗျာသရဏံကိသာမိပါဗျာဘုရားတရားသံဃာယရဏမြတ်သုံးပါးကိုဥဒိဋ္ဌာ၍သာတိတော်တို့သည်မြတ်တော်မူသောအကျိုးပေးမှာတော်မူသောဘုံကျက်တည်းနှင့်ပြည့်စုံတော်မူသောမင်္ဂလာပေါင်းနှင့်ပြည့်စုံတော်မူ
သောကရဏဂုံတော်မြတ်ဟုယိမာသာပြု၍သက်သေဆုံးသည့်အသည့်နေ့စဉ်နေ့တိုင်းအယူပါ၏သောက်ပါ၏ကျေသုံးပါ၏ဝါနာပါ၏ယုတ်ပါ၏အရှင်ဘုရားဤဓမ္မေပုံညာနိဗ္ဗာန်တဝိညာဏပစ္စယောဟောတုပါဗျာဘုရားတရားသံဃာယရဏမြတ်သုံးပါးဥထေချာ၍ယခုကဲ့သို့သက်တဲ့သုံးသရဏဂုံသောတိရရသောကုသိုလ်ကံစေတနာတခုတည်သောအနုဘောတော်တို့ကြောင့်ဤသာသမီယရဏပေါင်းတို့သည်ယနေ့မှသာ၍ဘေဒုယံသောအန္တရာယ်သူဓမ္မသူယောဂဝိဒနာတို့မှ၎င်းတဘာဝပိယံယံတဲ့လူတို့မှ၎င်းသူတစ်ပါးတို့ဤနောက်ကျခြင်းတတ်ခြင်းတတ်ခြင်းပြည့်စည်ခြင်းမနာလိုခြင်းဝိတုခြင်းဒီဟုသောဥပ္ပိသေကပိဒံတော်တို့မှအကကတိတ်ခင်းလုံးငြိမ့်ရသည်ကြည်၍တဏိတရားတို့တဲ့မြမသောအကျိုးစီးပွားတဏိတရားတို့မြမသောဘုံကံဉာဏ်ပညာတို့ဖြင့်သာသနာတော်မြတ်ဤကိုဝိုင်းဝန်းကြပူညီကြသောက်ပြပံပိုးကြလူကြတန်းကြဒါနာပြုနိုင်ကြသောသာကောယတနာသမီးကောယတနာပြုကြပါစေကုန်စေကဲအခုပြီးလိုက်ပြီဘုံဘုံပြီးလိုက်တာအဲ့ဒီခုနောက်တဲ့ကိုထည့်ပေးလိုက်တာပြည့်သည့်အတွက်သာဓုသမီးတို့ကိုဆင်းကပ်ထည့်ပေးလိုက်တယ်လို့ပဲအဲ့ဒီဆင်းကပ်ကြီးရှိနေရင်ရောက်ရနေဘုံကြီးဆိုလိုက်တာနဲ့ဘုံဘုံကြောင်းကနေအကုန်သိပြီနော်ဘုံဘုံနိုင်ငံခြားရောက်နေတော့သာဓုသမီးတို့អော်လိုက်ရင်ဘုံဘုံကြားပြီအဲ့ဒီဆင်းကပ်တဲ့တန်ဖိုးသဘောပေါက်လားအေးဒါပေမဲ့အဲ့ဒီဆင်းကပ်တာဘယ်သူမရှိရင်အဲ့မလို့သဘောပေါက်လားဒါတို့သမီးတို့ခန္ဓာကိုယ်ကဖုံးနော်ဖုံးလေးကိုဘုံဘုံကဆင်းကပ်ထည့်ပေးလိုက်ပြီအဲ့လိုကောင်းပြန်ပြီနော်ဘုံလေးကြည့်ပြီးဆင်းကပ်လေးကြည့်ပြီးဘယ်သူအားမရှိရင်ဘယ်သူဆိုတာအတွင်းအားဆိုတာကိုကျင်းစာတရားလူတယောက်ရဲ့ကိုရင်းစာတရားဟာအဲ့ဒီလူရဲ့အတွင်းအားပဲတနည်းအားဖြင့်တွန်းရည်တတ်တည်ပဲသဘောပေါက်လားကိုရင်းစာတရားကြီးမှနေတွန်းအင်းနေရလာကိုရင်းစာတရားကြီးမှနေတွန်းအင်းနေရလာဒါကြောင့်ကိုရင်းစာတရားကြီးမှလုံးတော့ကကြီးမှလုံးတဲ့အတွက်ဇန်နေအပင်ရင်နေရတာကိုရင်းစာတရားမရှိရင်ရပါမလားဇန်တရားဆိုတာကိုရင်းစာရခဏကိုပေါ့ပြီးသွားတာကိုရင်းမစာရင်ပေါ့ပါမလားပေါ့ပါဗျာကိုရင်းမစာတဲ့သူဒီဘက်နာတဲ့အဲ့တော့မှန်တာပြောရရင်မဟုတ်တယ်နော်ဒါကြောင့်ကိုရင်းမစာတဲ့သူတွေမိမိရဲ့ခန္ဓာကိုယ်မိမိမနိုင်ခင်တော့ကိုရင်းစာရင်ပေါ့လာတယ်သဘောပါလားအဲ့ဒီလိုပုံရင်းပေါ်ရင်းနဲ့ဟောကြည်ညာအားထုတ်မှုစိတ်ကိုလည်းနိုင်ပြီးသမာဓိနဲ့အင်အားပေါင်းပြီးဆိုစိတ်ညွတ်ရပူပါသွားတာဇန်တရားသဘောပါလားစိတ်သွားရငါပုံရင်းတက်ချင်တယ်စိတ်ကညွတ်လိုက်တယ်ဖန်ပြီးတော့ကြွားသွားတာဇန်အဲ့တော့လူတွေကသူမတောင်းစိတ်မရဘူးဟာလူအင်ဆန္ဒပြပါစီအဲ့ဒါဇန်တရားကိုတောင်းတာပဲသဘောပါလားစိတ်ညွတ်လိုက်တာနဲ့ခန္ဓာကိုယ်ကရောက်သွားပြီးတော့လူအင်ဆန္ဒပြရတယ်အဲ့ဒါဒီနော်ကိုရင်းစာတရားမရှိရင်ရပါမလားရပါဘူးဗျာတီးခံခြင်းတရားမရှိရင်ရပါမလားရပါဘူးဗျာကိုရင်းစာမှတီးခံနိုင်တယ်ဒါကြောင့်မလို့မြတ်စွာဘုရားကတီးခံခြင်းကြောင့်ရရှိသောစွမ်းအင်တတ္တိကိုမြည်လို့မှလည်းမပြီးဘူးသဘောပေါက်လားဟုတ်ပါဗျာဒါပေမဲ့ညီကိုရင်းတဲ့ရောက်တော့မှအတူကျင့်အောင်တယောက်နဲ့ကိုရင်းစာတရားကြီးတူပါမလားတူပါဗျာတီးခံနိုင်တဲ့အင်အားကြီးကိုတူပါမလားတူပါဗျာမတူညီတဲ့အတွက်တမီးတွေကထွက်ပြီးတစ်ဖက်နဲ့ထွက်လာပြီးမဲ့တစ်ချိန်နဲ့အတူမွေးပြီးမဲ့ရရှိတဲ့တွန်းအင်ကတူညီပါလားတူပါဗျာသဘောပေါက်လားဒါကြောင့်ကိုရင်းစာတ
တရားမှတိခန္ဓာတိခန္ဓာအင်အားကောင်းပြီဒါကြောင့်လို့ခန္တီပရမန်တဘောတိတိခါတဲ့သဘောပေါက်လားတိတိခါသိက္ခာ၃ရပ်သီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာဒီသိက္ခာ၃ရပ်မှာတိခန္ဓာတရားဒီအမြတ်ဆုံးတရားတိခန္ဓာနိဗ္ဗာန်ရောက်မယ်ဖြစ်တာတို့တိခန္ဓာပွားရင်ရမယ်တိခန္ဓာတရားဘုံတရားကိုရမယ်လို့ဟောတာမတူဘူးလားအဲ့တိခန္ဓာကိုအခြေခံပါလို့လေကိုချင်းစာတရားအဲ့တော့ကိုချင်းစာတရားမရှိရင်မေတ္တာပုံညာရနိုင်ပါ့မလားဒီလိုဆိုကိုချင်းစာတရားနဲ့သူများအတာမစားတာကိုစက်လို့စားလို့အပေရနေတာဖြစ်နိုင်ပါ့မလားဒီလိုဆိုစက်လို့ဘာသိရစားရမလဲကိုချင်းစာတရားနဲ့စားရမယ်အဲ့တော့ကိုချင်းစာတရားနဲ့စားတဲ့ဒီတော့အိမ်မကြီးသူတို့ခန္ဓာကိုယ်ကြီးပြည့်စုံကြပြီးအမြန်ဆုံးအပေရသွားလိမ့်မယ်သဘောပေါက်လားဒါကြောင့်တက်လို့စားတာဒီကိုသူတို့ဘာနဲ့ဒီရွယ်ချက်နဲ့စားတယ်ဆိုတာမသိဘဲနဲ့အပိတ်ရမဲ့ကောင်းလေးဘာဖြစ်တယ်ညာဖြစ်တယ်သူတို့ပဲအပိတ်ရကုန်ကြပြီသဘောပေါက်လားဒါကြောင့်မလို့ကိုယ်ရင်းတာတရားနဲ့စားရင်သွားပြီးတော့မထိခိုက်မိတယ်နဲ့ကိုယ်ပြန်ပဲပြန်လာရင်ကိုယ်ခန္ဓာကိုယ်ပွင့်ထွက်သွားတယ်သဘောပေါက်လားအမြန်ဆုံးထိခိုက်တယ်ဒါကြောင့်သာသမီတို့ကိုယ်ရင်းတာတရားထားပြီးတော့ဘယ်သူလေးကိုနှိမ့်တိုင်းအားဖြစ်တာပါပြီးတော့တရဏဂုံရွတ်လိုက်တာနဲ့ဘုံဘုံသိပြီးနိုင်ငံခြားရောက်နေတော့သိပြီးကဘာစုံပဲရောက်နေတော့သိပြီးသိလို့နေရင်ဘုံဘုံမေတ္တာကမ္မထံကရုဏာကမ္မထံမုဒိတာကမ္မထံဥပိ္ပခကမ္မထံဘုံဘုံပွားထားတဲ့ယမစုတရား၄ပါးကသာဓုသမီးတို့ကြီးပြန်ပို့ပေးလိမ့်မယ်တော့အဲဒီတော့ဘာကြည့်လာလဲဘုံဘုံပုံတော်လေးမှာပွားစီသွားပြောလိုက်ရင်အောင်နေပြီဘုံဘုံကြီးကအရန်သွမ်းတာပဲဘုံဘုံကြီးသွမ်းတာမဟုတ်ဘူးတရဏဂုံသွမ်းတာသဘောပေါက်လားသာဓုသမီးတို့လူတိုင်းကြဖို့အားလုံးအောင်မြင်ဖို့အတွက်သာဓုသမီးတို့ရဲ့ထွေးနေစာနဲ့ကုသိုလ်ကြီး၅မျိုးလုပ်တော်ပေးရအောင်လားဘုန်းလူတော့တားရေးပြေလေတယ်သင်္ကန်းလူတော့ဝီရေးပြေလေတယ်ဟောတရားတောင်းတောင်းတော့နေရေးထိုင်ရေးမပြေလေဘူးလားအဲ့တော့တားရေးအတွက်ကြားနေတဲ့စီးပွားရေးကောင်းမလားမကောင်းဘူးလားဟောသေးလူတော့ကျမ်းမာရေးကောင်းတယ်ဘာလို့သေးလဲသဘောပေါက်လားဒါကဒီပြန်ရတဲ့တူသောအကျိုးပွားများတဲ့အကျိုးဆိုရင်တော့ဥပဒေတောင်းတဲ့သူတိုင်းအကုန်ကြည့်သဘောပေါက်လားဒါကြောင့်တရဏဂုံနဲ့လုပ်ပြီးတော့ပိဋိသုံးပါမလားတရဏဂုံမရှိဘဲနဲ့ပဋ္ဌာန်းကြီးကသုံးပါမလားအဲ့တော့အချို့တွေကပြောတယ်ဘာသာကြားတွေတောင်ဒုပဋ္ဌာန်းတွေလိုက်လို့ရင်ရတာပဲရွတ်ပါကြက်တော့ရွတ်ပါနော်သူတို့မှတရဏဂုံကြည့်လားဘယ်တော့မှမသုံးဘယ်တော့မှအနေနဲ့ဘယ်တော့ကြုံဘူးသဘောပေါက်လားတရဏဂုံရှိတဲ့ညွတ်မှာဟောတရဏဂုံရှိတဲ့လူတွေကိုရင်းစာတရားရှိတဲ့လူကပိုးဆုံးပြီကိုရင်းစာတရားရှိတဲ့လူတွေသိခံတဲ့လူကပိုးဆုံးပြန်ပြီသဘောပေါက်လားအဲ့တော့သူ့ရဲ့အသင်အတန်းဒီသူ့ရဲ့စိတ်ပဲစိတ်ဓာတ်အင်အားသမာဓိကောင်းပြီးပူပြီးသုံးလာပြီပဲဒါကြောင့်သာဓုသမီးတို့ဒီမိမိကိုယ်မိမိအရင်ကာကွယ်ပါမိမိကိုယ်ကောင်းအောင်ကြိုးစားပါဒုတိယမိမိသားစုကောင်းအောင်ကြိုးစားပါသဘောပေါက်လားမိမိကိုယ်လုံးလုံးပြီးမိမိသားစုကအတူတူရွတ်ကြမယ်တမိသားစုလုံးခြေလေးကြောင်းလာကြောက်မယ်ဆိုမကောင်းဘူးလားဒီတမိသားစုလုံးကြောက်ရင်တမိသားစုလုံးအခုဘလူးစားခံရတဲ့ဘေးကလို့ဟုတ်လားရောအတိအနည်းကိုပြည့်တဲ့ဘုရားတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိသံဃာတရဏံကိစ္ဆာမိတော့ဒီတိုင်းလုပ်ပြီးပါအများကြီးမယုံနိုင်ကြဘူးကိုယ်သက်စီကိုကိုကိုလုံးလုံးအောင်ဖွဲ့ပြီးတော့ထုံလိုက်ကြမှာသဘောပေါက်လားကဲဒါဆိုယူသွားမလားယူသွားတာပြည့်တဲ့အတွက်ဘုံဘုံထည့်ပေးလိုက်ပြီနော်အဲ့တော့သာဓုသမီးတို့အခုဒီပွဲလမ်းတစ်ပေကြီးဘုံဘုံရဲ့တရားဟောဖို့အတွက်စီစဉ်တဲ့အခါမှာအလူဒါနတွေမထည့်ရဘူးလားအဲ့ဒီထည့်တဲ့ကုသိုလ်တွေကိုဘုံဘုံကသုံးသင်္ကန်းကြောင်းသိနေဟောဘုရားကဘုရားမှာပြည့်အောင်ကောင်းတွေလုပ်ပြီးအမြောက်ဝေလိုက်ပြီးသာသသမီးတို့ရဲ့အဖူးတွေအပွားတွေမိဘတွေနဗီညီကူမောင်နှမကွယ်လွန်ထားတာတွေရှိရင်မကျွတ်နိုင်ဘူးလားနဗီဥစားထားတဲ့မပေါင်းထိုးဝါးတွေအိမ်ထဲမှာခြံထဲမှာကိုယ်ပိုင်ထဲဒီမှာရှိရင်မကျွတ်နိုင်ဘူးလား
အဲ့ဒီတော့အမြောက်ဝေမကောင်းဘူးလားဘုံဘုံဆိုရင်အခု28နှစ်တကာလပတ်လုံးလူသိကြတဲ့သူကောင်းမှုဟာတိမ်ပေါင်းကိုပေါင်းပွဲကျော်သွားပြီအဲ့ဒီကုသိုလ်တွေနဲ့သာဓုသမီးတို့ရဲ့ဒီနေ့ပြုတဲ့ကုသိုလ်တွေပေါင်းလိုက်ရင်နည်းပါမလားအဲ့တော့ဘုံဘုံလည်းအမြဝေမယ်သာဓုသမီးတို့လည်းအမြဝေရင်ဘုန်းနဲ့ပါတော့ကအတူတူတရရကုံယူထားတဲ့မရတဲ့ပုဂ္ဂိုလ်တွေရောမကျွတ်နိုင်ဘူးလားဒီရကြောင့်မလို့တို့တွေသူပေါင်းပြီးတော့အမြဝေကြရအောင်ဟောအခုတရားလာရင်မတူပါသေးတဲ့သူတွေကဒီတဝမ်းနှစ်ဖက်သေးကိုယ်နဲ့ပတ်စံလေးထည့်ပြီးရေးစေချမယ်သဘောပါလားဘုံဘုံအခုလိုအမြဝေပြီးတော့မှနော်အစီအစဉ်ရှင်ရတဲ့သူတွေကလူတန်းဒါနပြုပြီးပြီဆိုရင်ဘုံဘုံကိုယ်တိုင်လေးတိတ်ကြီးရိုက်ပြီးမယ်အကုန်လုံးကိုရိုက်ပြီးမှအကုန်ပြီးမှဘုံဘုံပြန်ကြွမှာနော်အတင်းမတူကြနဲ့သဘောပါလားအကုန်လုံးကိုဘုံဘုံရိုက်ပြီးမှဘုံဘုံကြည့်လိုက်ပါလေနော်ရလိုက်တယ်လို့ခြေရအတိရောက်သွားမယ်နော်ဒါကြောင့်ဘုံဘုံကြည့်မှမထိုင်နဲ့ထိုင်လိုက်ရင်ဒူးကွေးလိုက်တော့သူတို့ပိတ်လိုက်တယ်လို့ကြည့်တော့ခြေတော်နဲ့မရောက်တော့ဘူးအဲ့တော့သူကခြေတော်ထဲမှာခိုးနေပြန်နေခဲ့တယ်ဒါကြောင့်မလို့မထိုင်နဲ့လို့ပြောတာမတက်ရလိုက်ရင်ဘုံဘုံကထိတ်ကလေးပုတ်လိုက်မယ်ရပတ်ကလေးပုတ်လိုက်မယ်တိုးလေးပုတ်လိုက်မယ်သူတို့ကျင်တဲ့လေတို့လို့ထန်းထန်းခြေပြားနေထွက်သွားတယ်သဘောပါလားတချို့တွေဘုံဘုံနဲ့ပုံလဲပုံပြတ်တောင်ပြစ်သွားတယ်နော်တို့မထွက်နိုင်လို့ခန်းခန်းကြတယ်အဲ့ဒါခက်ချင်းမထွက်တာမဟုတ်ဘူးသူတို့ထွက်နေတာကြားနေတာသဘောပါလားအဲ့ဒါသိကြီးခံပြီးတော့လေခဏစောင့်ကြည့်လိုက်ပြီးကောင်းသွားရင်အမရိလူကိုပေါ့သွားတာပဲဖြစ်ဟုတ်လားဒါကြောင့်ဘုန်းကြီးမှာဘုံထိလိုက်လို့လေကူးတယ်လို့ဖြစ်သွားတာပွားတယ်လို့ပြောအဲ့ဒါဝေးကူးတာမဟုတ်ဘူးအထက်ငကိုရရောက်နေအဲ့ဒါကန်တဲ့ထွက်သွားတာဒါကြောင့်ဘုံကိုပုတ်ပြီးမယ်နော်ဒါကြောင့်ဒါတို့သမီးတို့စနေတကြနဲ့လာရင်ဘုံသိသိရိုက်ပြီးမယ်ဆိုတာအဲ့ဒါပြောတာခန္ဓာကိုယ်ရဲ့သားပြားအကောင်ကြီးဘုံထုတ်ပြီးတော့အမြောက်ဝေပြီးမှာသဘောပါလားအဲ့တော့မလူပါသေးတဲ့လူတွေကလက်ဝါးနှစ်ဖက်ထဲမှာထည့်လက်အုပ်ကြီးပြီးတော့ရေးသက်ကြမယ်လူပြီးသားလူကကိုလူသားတာကိုအာယုံပြုပြီးတော့အခုရေးသက်ကြမယ်အမြောက်ဝေရမယ်ကဲအားလုံးလက်အုပ်ကြီးကြဘုရားတရားတန်ခါယန္တမြတ်သုံးပါးကိုခေတ္တ၍ဘုရားတပည့်တော်တို့သည်ဘဝဆက်ဆက်တန်ခါဆက်ဆက်မှာယနေ့ယခုအချိန်ဤကျေးဇူးကြီးမားကြကုန်သောကျေးဇူးရှင်အပေါင်းတို့အားကျေးဇူးတော်ဖြင့်ကြာဝေရရှိသောကိလေသာတို့မှဝေဝေသောလည်းရဲ့အရှင်ဘုရားဤကုသိုလ်ငါးမျိုးတွင်ထဲဝေလူတိုင်း၍ဤသူသဗ္ဗာတိဘုရားဤပြုရသောကုသိုလ်ကောင်းမှုတို့သည်နိဗ္ဗာန်နဲ့သာဘုရားနဲ့သာပိတယောဟုတ်ပါဗျာကာတိတော်တို့ဤပြုသိတညာတော်ဘုကောင်းမှုတို့ဖြင့်ယနေ့ယခုပြုသိတညာတော်ကုသိုလ်ကောင်းမှုတို့ကိုသူပေါင်း၍ဤသူကြီးမားကြကုန်သောအဖို့အပွားမြတ်အဘဘေခညာဤသူရှင်များအမိဘတိုင်းယာဤသူရှင်များတလူသာဘူးဤသူရှင်များတရားတတိဤသူရှင်များအားလုံးတို့အညာမြေတာဤဝိငါဘာကုန်ဤအထက်ဘဝအဝီတိနန္ဒီတရားဝလာပိတာထုတ်ခြင်းအတွင်းမရှိကျင်လာကုန်သောသုဇေဘုံသာဝိယဒုက္ခိတာသတ္တဝါပေါင်းတို့အားအလုံးစုံနှင့်အတူတကွာသတ္တုတမ်းများကုကောင်းမှုရကြသေးရန်အ
မြပြီးဝီပါကုန်၏အမြယူတော်မူကြပါကုန်လောသာဓုပါဗျာအမြယူတော်မူကြပါကုန်လောသာဓုပါဗျာအမြယူတော်မူကြပါကုန်လောသာဓုပါဗျာဒုတိယံပိအမြယူတော်မူကြပါကုန်လောသာဓုပါဗျာအမြယူတော်မူကြပါကုန်လောသာဓုပါဗျာအမြယူတော်မူကြပါကုန်လောသာဓုပါဗျာတတိယံပိအမြယူတော်မူကြပါကုန်လောသာဓုပါဗျာအမြယူတော်မူကြပါကုန်လောသာဓုပါဗျာအမြယူတော်မူကြပါကုန်လောသာဓုပါဗျာဝန္ဒသာတို့အနုမောဒနာပြုကြဘုံတော်သူနဲ့ဓမ္မသတ္တဝါများအပေါင်းတို့နှင့်တကွကုသိုလ်ကောင်းမှုတို့ပြေကျေးဇူးသက်၍အမြတ်ကြီးအပိဝိငါကြဘုံတော်အလူကြီးဒါယကာဓမ္မများအပေါင်းတို့ဒီယနေ့မှာသာ၍ကျမ်းမာကြပါစေသာပါစေဗိဓိယပါစေယန္တိယပါစေအတရားလူတိုင်းကြ၍ပြည်သူကြပြီးအကျိုးပွားများတိုးတဲ့ပြည်သူကြလည်းရဲ့ပေး၍မကုန်လူ၍မဆန်းဘယ်တော့မှကြွေအပန်းကဲ့သို့ပွင့်လန်းနိုင်ကြပါစေကုန်တည်းအမြတ်သုံးနေပြီဘုံတရဏဂုံ7,400နော်32ပု္ပ္ပာတာကိုပထမတစ်ချိန်အောင်မြင်တော့အဲ့ဒီပထမတစ်ချိန်ရဲ့အင်အားနဲ့ထွတ်ကြည့်လိုက်ကလာသမျှတဝက်လောက်ကျွတ်ထွက်သွားတယ်နော်နောက်ဒုတိယံပိဆိုတာကဒုတိယအကြိမ်32တိမ်ဘုံတရဏဂုံရွတ်လာတဲ့အင်အားနဲ့နည်းနည်းအဆင့်မြင့်ရတယ်ပြင့်ပြီးတော့ထပ်ပြီးအညဝေလိုက်တော့ကျန်တဲ့ဒီကတဝက်ထပ်ကျွတ်သွားတယ်အဲ့တော့တတိယံပိအသုံးလိုက်ရင်အကုန်လုံးများပြုတ်မလားတတိယံပိဆိုပြီးတော့ထပ်ပြီးတော့96ကြိမ်ရဲ့အင်အားနဲ့ဘုံဘုံအညဝေလိုက်တာသဘောပါလားအဲ့တော့သာသမီတို့ရဲ့ဒါနကုသိုလ်တွေကိုဘုံဘုံကအင်အားတွေသုံးပြီးတော့သူတို့ကိုကျွတ်အောင်ပို့ပေးလိုက်ရတာအဲ့ဒီလိုပို့ပေးလိုက်တော့ဟောတတိယအချိန်နဲ့ကြာလိုက်တာကိုနည်းနည်းလေးပဲပြန်တော့တယ်အဲ့ဒီနည်းနည်းလေးကြတော့ကြောင်းကိုခေါ်သွားလိုက်တယ်သုံးချိန်ကြောင့်သာဓုခေါ်ပြီးတာဖြစ်သည့်အတွက်သူတို့သွားလာလှုပ်ရှားခွင့်လက်ခွင့်ရသွားပြီဘယ်ဘဝမှာသူတို့ကိုဖန်ထုတ်တာကိုမရတော့ဘူးအဲ့တော့ဘုံဘုံကသူတို့ကိုကြောင်းကိုသွားနေဆိုပြီးလွတ်လိုက်လို့ကျောင်းမှာနေတိုင်းမြတ်စွာဘုရားနဲ့ရဟန္တာတွေသုံးတော်ကပ်ပြီးမနေ့တိုင်းကိုအမြောက်ဝေးရဲ့ညနေကျရင်ပရိသောပဋ္ဌာန်းတော်သုတ်တော်ရုပ်ရောနောက်ပြီးတော့ကြလမကြဘူးသူတို့တွေအကုန်ကျွတ်မှာတော့ပါလားဒါကြောင့်ဘုံဘုံအဲ့ဒီလိုဒီမှာရှိသမျှတွေကျွတ်သွားတော့ရက်ွက်ထဲမှာမကောင်းဆိုးဝါးတွေရော့မသွားဘူးလားရော့သွားတော့အမှုအဖေးရဲ့တက်တာသွားတယ်အနောက်အကျက်တိုက်ဆိုင်ရဲ့တက်တာသွားမယ်ဟောက်လန်းတိုက်သုံးတိုက်
ညက်တိုးရိုက်တွေလည်းအကုန်သက်သာသွားမယ်နှစ်ပြီးယောဂတွေလည်းအကုန်သက်သာပြောင်းပြီးသွားလိမ့်မယ်သဘောပါလားအဲ့ဒါကတော့ဉာဏ်မျိုး၅ပါးပါတဖြည်းဖြည်းကင်းဝေးသွားလိမ့်မယ်မိလာတာဒီတခုခုခံရတာဒီကြပြကြိုက်ခံရတာဒီလူရက်ခံရတာဒီပါတဖြည်းပါဖြစ်သွားမယ်ညိုနေသွားလိမ့်မယ်သဘောပါလားဒါကြောင့်လို့သာဓုသမီးတို့ငြိမ်းချမ်းသာယာကြီးအေးချမ်းသာယာကြီးဆိုတာရအောင်ကုကျင်းသာတရားနဲ့အားလုံးပါမလဲပွားများရမယ်အဲ့တော့ကုကျင်းသာတရားကြီးနဲ့ဒီကြောင့်သားကိုကြောင်းပြီးတော့3နှစ်လောက်ကိုအဲ့ပွားလိုက်ပါပွားရင်းနဲ့အတိအနံကိုများများစားပါ3နှစ်ပြည့်သွားပြီဆိုရင်နေနိုင်သွားပြီနေနိုင်သွားရင်နောက်ထပ်2ထပ်ကြောင်းလိုက်ပါ3နှစ်ထပ်ကြောင်းလိုက်ပါ6နှစ်ပြည့်သွားရင်အတိအနံများများစားကြတော့အလေးအကျင့်မပြည့်ဘူးလားပြည့်ပြီဆိုရင်တတ်လွတ်တာသက်စားလိုက်ရင်လူတိုင်းဒီအကုန်လုံးဘေးဆိုးရန်တို့အန္တရာယ်တို့ကနေလွတ်ပြီးတော့အားလုံးကျမ်းမာရေးဆိုတာအကုန်ပေါင်းသွားလိမ့်မယ်နောက်ရဲ့အတိုက်အခိုက်အကုန်လွတ်သွားလိမ့်မယ်အောက်လမ်းတိုက်သုံးတိုက်တိုက်ပြီးဘာမှမကြောက်နဲ့တော့သဘောပါလားအဲ့ဒီတော့မြတ်စွာဘုရားကရေရာခြေတာကြိုက်ကြလားယေရနာကိုဆောင်တာကြိုက်ကြလားဒါကြောင့်လေသွေးယေရနာအဖြစ်နဲ့တရဏဂုံ၃ပါးကိုအမြဲဆွဲထားတဲ့ကြောင်းကိုဘုရားမဟုတ်ဘူးလားဒီအဲ့ဒါကြောင့်သာဓုသမီးတို့အဲ့ဒီလေသွေးယေရနာ၃ပါးကိုနေ့တိုင်းနော်အဲ့ဒီညိတဲ့စီလေးရွတ်ပြီးတော့လူတွေကိုတောင်းလိုက်ပြီးမရဘူးလားအဲ့တော့ဘုံတော်မှာတောက်တော်ကြီးကပ်ပါကပ်ပြီးတရီလုံးသွန်တောက်လို့ရတယ်တောက်ရီကိုလည်းထည့်ရတယ်ရေတံဘူးလည်းထည့်လို့ရတယ်ကပ်ပြီးတော့လူတိုင်းသူ့တောင်းပြီးတောက်ပါနှစ်ပြီးတော့သတိတက်လို့ဆိုတော့သတိဆုံးကပ်မယ်ဆိုရင်9ယောက်ကြည့်ရင်9စိတ်စိတ်10ယောက်ကြည့်ရင်10စိတ်စိတ်ပြီးကပ်ပါကပ်ပြီးရင်ဘုံဘုရားတရဏဂုံရဲ့ဘုံကြီးစုနဲ့ဆေးတော်များပြီးပါဘုရားဆိုရင်ဒီသူတယောက်တည်းဒီစားလိုက်ရင်အနောက်အကျဲအတိုက်အခိုက်လွတ်တဲ့အပြင်တူသေးတောင်တို့လို့မရတော့သဘောပေါက်လားအခက်အခဲရှိလာရင်ဘယ်နေရာမလို့ဘယ်ဌာနမလို့နော်မဆုံးကြပဲဘုံဘုံကြီးကတားလိုက်နော်ဘုံဘုံကြီးတန်းဆိုလို့တော့အခက်အခဲဖြစ်နေပြီတရဏဂုံရုပ်ပါတယ်ဘုရားကိုရင်းစားပါတယ်ဘုရားဆိုပြီးလူသားကကြောက်ကိုအောင်မြင်ရမယ်သဘောပေါက်လားဒါကြောင့်ဘုံဘုံစင်းရတဲ့ထည့်ပြီးနော်အဲ့တော့သာဓုသမီးတို့ကဘယ်သူလေးတော့အမြဲဖြည့်ကားဖို့အရေးကြီးတယ်အဲ့တော့ဘုံဘုံကနေပြီးဟိုကနေနော်အင်တာနက်နဲ့ပို့ပေးလိုက်ရင်ရောမကောင်းဘူးလားနော်အဲ့တော့ရုပ်ပါမြင်ရင်မကောင်းဘူးလားအေးဒါကြောင့်ဘုံဘုံကိုတည်ရွတ်လာရင်အိမ်မက်ထဲမှာကောင်းငင်ကကြွလာပြီးဘုရားရှင်မှာတရင်လုံးတာဒီအိမ်မှာလာပြီးတော့သုံးစားတာလာပြီးတော့အိမ်တာဒီအိမ်မက်လက်လာပါလိမ့်မယ်သဘောပါလားအဲ့တော့ဘုံဘုံအိမ်ကိုကြွပြီးဆိုတဲ့ကအဲ့ဒီအိမ်တရဏဂုံကျွတ်လို့သာမှတ်ပြီးတော့နော်ဘုံဘုံမှာနံပွဲပေါင်းများစွာအများကြီးရှိတယ်နော်ဒါလို့သမီးတို့လိုအပ်ရင်နံလွတ်ပေးမယ်သဘောပေါက်လားဒါကြောင့်ဒါလို့သမီးတို့ကိုကြီးသာတရားနဲ့တရဏဂုံမူသာနေ့စဉ်မပြတ်အောင်ယောဂတရစေပါသဘောပေါက်လားကဲအခုရေလက်ချပြီးတော့လေကျွတ်ကုန်ကြပြီအဲ့ဒါသမီးတို့လူသာတန်းနာလေးတွေကိုဒီကအပွဲဒီကနေပြင်ရပြီးမယ်လိုအပ်ရင်ဒီမှာတဲ့တူတဲ့အခါအားလုံးကကိုစုစားတာကြီးဖြစ်တဲ့အတွက်သာဓုအနုမောဒနာပြုပါသာဓုခေါ်ပေးပါနော်လက်ပြီးတော့အဲ့ဒါကြီးပြီးရင်ဘုံဘုံကိုယ်တိုင်အောက်ဆင်းပြီးသိသိပေးမယ်တန်းတည်ပြီးတော့အကုန်လုံးကိုမှဘုံဘုံထပြန်မှာအတင်းမတိုးနဲ့နော်အတင်းတိုးတော့ပြင်မှန်းတာပဲရှိတယ်အင်ကြီးကြီးပြုတ်နော်ဆွဲနော်တဲ့ခလုတ်ဒီကပေါက်ပြည့်တဲ့အဲ့ဒါကြီးပြည့်ကုန်အေးလာပါနော်ခလေးပါအေးချမ်းချမ်းပြည့်အောင်အသက်ကြီးတဲ့သူတွေလည်းဘုံဘုံအကုန်လုံးပို့ပေးမယ်ပြီးတော့မှပြန်မှာနော်အဲ့တော့လိုတဲ့သူတွေကတောင်းလာခဲ့ကိုယ်မဲ့ပတ်စံလေးကိုလက်တဲ့အစင်းထက်လာဘုံဘုံရဲ့ဒီဟောဒီဘက်ဘေးခင်းအောင်လေးကြတာတဲ့ဘုံဘုံလက်တဲ့မထူးနဲ့ဘုံဘုံကရိုက်ပေးရမယ်တဲ့ကိုပေးလိုက်တိုင်းနေတာနဲ့အဲ့ဒီတယောက်လွတ်သွားသဘောပေါက်လားအဲ့ဘုံဘုံကြီးပစ္စည်းတွေထိုးမဲ့တဲ့ဘုံဘုံလိုအပ်တာလိုက်ပုတ်ပေးမယ်ဘုံဘုံလက်ကိုလွတ်လိုက်ထားပေးသဘောပေါက်လားအဲ့တော့ဘုံဘုံကိုလူမဲ့ပတ်စံကိုခင်းနေတာထည့်လိုက်အဲ့ဒီထည့်တဲ့အချိန်ဘုံဘုံကရိုက်ပေးလိုက်တော့လားတချို့ကရင်ပတ်သေးမှာယောဂါကြီးများနေရင်ပတ်ကနေစရိုက်ပေးလိုက်ကြောမှများပြီးကြောပုတ်ပေးလိုက်ခေါင်းမှများပြီးခေါင်းပုတ်ပေးလိုက်တယောက်နဲ့တယောက်သူ့မှာဘူးသဘောပါလား
အဲ့တော့သူ့ကြတော့ကောင်းလို့သူ့ကြတော့ကျော်ဖို့သူ့ကြတော့ရဖို့တယ်မပြောနဲ့ကို့မှာလိုအပ်တာဘုံပုတ်ပေးမှာနော်ညပြီးတော့ဒီနေ့တော့ဘယ်နေရာပုတ်ပါဘယ်ရာလို့တော့ပြောစရာမလိုဘူးရှေ့ရောက်တဲ့ဘုံကမြင်ပြီးသားနော်ကောင်းလို့ကြည့်လိုက်တယ်ဥနောက်ထဲမှာကြည့်သလားရင်ပတ်ထဲမှာကြည့်သလားကျိုးထဲမှာကြည့်သလားအဲ့ဒါလိုအပ်လို့ကြည့်ရင်ပတ်ကျော်ညှက်ရိုက်လိုက်ရင်တော့နော်အဲ့ဒါပြုတ်ဆိုညှစ်ထုတ်လိုက်လို့ပဲဒီတော့ကအကုန်ထွက်သွားလိမ့်မယ်နော်တချို့ဆိုဆန်းဆန်းနဲ့တတိယပြည့်ရတယ်နော်အဲ့တော့ဘုံဖြည်းဖြည်းရိုက်တာအကြောင်းကြည့်တယ်တားတဲ့ရင်သူတို့မခံနိုင်ပါဘူးနော်အဲ့ဒီတော့ကဲအခုချိန်ကနေစပြီးတော့အပွဲကြီးကနေပြင်ရပေးပါနော်ကဲအားလုံးပြက်ပြီးတော့လူကြမယ်